လင်းရောင်ထွန်းလင်းသည်အတန်ဂရစ်ကူကိုမတီးဖြတ်စည်းမဲ့ရန်သူဘာသာမျိုးအတွက်ရှေ့တန်းငါရက်တီတို့မြေပေါ်နေတို့ရေကိုတောင်းတို့မြေအောက်တို့စီဝါတို့သမီးသားတယောက်မကြံစော်ကားအင်းရှင်ပြမအခက်ကိုချိုးသွားကျေးဇူးမထောက်တဲ့လူအတားများတို့ညီကိုတွေတို့မျိုးကောင်းသားသမီးတွေသည်သစ္စာဒိဋ္ဌံပြုကြမည်သစ္စာဒိဋ္ဌံပြုပါမည်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရဆိုင်မှသာစေဝယ်ယူပါမည်ဘာသာတူရချင်းချင်းသာဖူသာ၍ပါမည်အမျိုးသားရဲ့တွင်တွေကြလေအနိုးထားလောတို့မြမတွေအမျိုးသားရဲ့တွင်တွေကြလေအနိုးထားလောတို့မြမတွေငါတို့အယုံအစီရောထိုး၍ကာသိလင်ကာယမည်ငါတို့အယုံအစီရောထိုး၍ကာသိလင်ကာယမည်ငါတို့တိုင်းပြည်ဟေးငါတို့တိုင်းပြည်ဗုဒ္ဓလင်းအောင်ထွန်းလင်းသည်အတန်ဂရစ်ကူကိုမတီးဖြတ်စည်းမဲ့ရန်သူဘာသာမျိုးအတွက်ရှေ့တန်းငါရက်သည်တို့မြေပေါ်နေတို့ရေကိုတောင်းတို့မြေအောက်တို့စီဝါတို့သမီးသားတယောက်မကြံစော်ကားအင်းရှင်ပြမအခက်ကိုချိုးသွားကျေးဇူးမထောက်တဲ့လူအတားများအတော်ညီကိုတွေအတော်မျိုးကောင်းသားသမီးတွေသည်သစ္စာဒိဋ္ဌံပြုကြမည်သစ္စာဒိဋ္ဌံပြုပါသည်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရဆိုင်မှသာစေဝယ်ယူပါမည်ဘာသာတူရချင်းချင်းသာဖူသာ၍ပါမည်အမျိုးသားရဲ့တွင်တွေကြလေနိုးထားလောတို့မြမတွေအမျိုးသားရဲ့တွင်တွေကြလေနိုးထားလောတို့မြမတွေငါတို့အယုံအစီရောထိုး၍ကာသိလင်ကာယမည်ငါတို့အယုံအစီရောထိုး၍ကာသိလင်ကာယမည်ငါတို့အယုံအစီရောထိုး၍ကာသိလင်ကာယမည်ငါတို့အယုံစီရောထိုး၍ကာသိလင်ကာယမည်အစဉ်ထာဝရဒီနေ့ဥက္ခရတော်ပါသောဆရာတော်ရှင်သမြတ်ဘုရားဘုရားသူတော်တို့ရန်ကုန်တိုင်းဒေသကြီးကြောက်တရားမြို့နယ်အမှတ်3ရပ်ကွက်36လမ်းထေရမိသားစုများ၏တတိယအကြိမ်အနှိုင်းမဲ့အလူတရားကြည်ပြသောအဖြစ်အမတဒါနဓမ္မဒါနရဲ့လို့ပြုရတဲ့ကောင်းမှုဒီကားသတုဋ္ဌညအောင်ပွဲသမင်ဆင်ရင်ကျင့်ပတော်မူတဲ့နေ့မြတ်ဖြစ်ပါတယ်ဗျာ
ဓမ္မမိတ်ဆွေသူတော်တင်ပေါင်းတို့ခင်ဗျာကျွန်တော်နဲ့အတူတကွဓမ္မသဘင်အခမ်းအနားအားမူလတရားပိုင်ရှင်ဖြစ်တော်မူပါသောဘုန်းတော်6ဆုံးဂုဏ်တော်9ပါးနဲ့ပြည့်စုံတော်မူရတဲ့တောင်းလောကထောထားအရဟံဂုဏ်တော်ရှင်ဗုဒ္ဓမြတ်စွာဘုရားသခင်ကိုဥထိတ်ထား၍နမောတတ္တ3ကျင်ရွတ်ဆိုဖျားကြတော်ပြီးဓမ္မသဘင်အခမ်းအနားအားဖွင့်လှစ်ပေးပါရန်လေးစားစွာပန်ကြားလျှောက်ထားပါတယ်ဗျာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဓမ္မမိတ်ဆွေသူတော်တင်ပေါင်းတို့ခင်ဗျာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူပါသောနယ်လေဓမ္မဂတိကကျော်ဆရာတော်ရှင်ပညာဝရဆရာတော်ရှင်သူမြတ်ထံပါမှာတဏ္ဍကုံ3ပါးနဲ့တကွာအင်္ဂါ9ဓာတ်နဲ့ပြည့်စုံတော်မူသောသီလတော်မြတ်ကိုခံယူစောင့်တည်မှဖြစ်ပါသောကြောင့်ဘုရားတည်ဟူသောအမြတ်ဆုံးယတနာတရားတည်ဟူသောအမြတ်ဆုံးယတနာတန်ခါတည်ဟူသောအမြတ်ဆုံးယတနာယတနာ3ပါးအမြတ်ဆုံးထား၍ညီညာဖြပြဩဃာတကတော်ကျိုးဖြင့်ကတော်ကြပါစို့ခမညာဩဃာတကာယကံဝစီကံမနောကံသာဝဒောသသတိနောအပြစ်တို့ကိုကြောက်ပါစေခြင်းပကြိုးငါပထမဒုတိယတတိယစကြေနှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယောအသေးကိုလေးအမြတ်လက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြောမှန်လျှော့တော်ပါဤရှင်ဗျာယတနာမြတ်3ပါးတို့အာတ္ထာယိုကျိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြောမှန်လျှော့ကြောကြရသောတက္ကိစ္စခါရဝပနာမကောင်းမှုကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်အနိဋ္ဌဘေဒံယမံခတ်သိမ့်ဘဝဆက်တိုင်းကင်းလွတ်ငြိမ်းချကုန်သည်ဖြစ်၍ဒါနသီလသမာဓိပညာကျင့်ပွေရာတရား၄ပါးတို့ကိုဘဝမချပွားများကျင့်ကြံကြိုးကုပ်အားထုတ်နိုင်လွယ်ကြသဖြင့်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်ကိုယ်စီကိုယ်ငှအတိတိရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေဆရာတော်ဘုရားပြေတော်ဆင်းနေပြရပါလို့ဆရာအဟံဗန္တိတိတရဏိနသဟိပင်စသီလံဓမ္မံယာစာမိနုက္ခံကတ္တဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအဟံဗန္တိတိတရဏိနသဟိပင်စသီလံဓမ္မံယာစာမိနုက္ခံကတ္တဝါသီလံဒေထမေဗန္တိယမဟံဝဒာမိတံဝတိထာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယ
တတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏဂမနံပရိဘုံနံပါဏာတိပါဒာဝေရမဏိတိခာပရံသမာဓိယာမိအဒေနာဒါနာဝေရမဏိတိခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိတိခာပရံသမာဓိယာမိမုသာဝါဒာဝေရမဏိတိခာပရံသမာဓိယာမိသူရာမေရယမစ္ဆပမာဒဌာနာဝေရမဏိတိခာပရံသမာဓိယာမိဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏေနတဟပင်စသီလံဓမ္မံတရုကံကတ္တဝါအပမတေနတံပါတိထာသာသနာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်တပိုတွဲလာဇန်6ရက်ခရစ်နှစ်2015ခုနှစ်ဇန်နဝါရီလ25ရက်တနင်္ဂနွေနေ့ညတွင်ရန်ကုန်တိုင်းဒေသကြီးကျောက်တရားမြို့နယ်အမှတ်3ရပ်ကွက်36လမ်းအထက်မိသားစုတို့၏တတိယအကြိမ်ဓမ္မပူဇာဓမ္မသဘင်၌ဟောကြားအပ်သောမင်္ဂလာနဲ့မေတ္တာတရားတော်ဘာတရားတော်လဲလဲမင်္ဂလာနဲ့မေတ္တာတရားတော်ပါဗျာဒီတရားဒေသနာတော်ကိုမဟောကြားသေးမနာကြသေးခင်တရားပိုင်းရှင်းဖြစ်တော်မူသောအစိန်တရားသုံးလောကထွဋ္ဌတပ်ပညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြရအောင်အလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့လက်အုပ်ချီမိုးပြီးတော့နမောတတ္တ3ချိန်ဆိုလိုက်ကြနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတော1500ကိလေသာယံသူတို့မှဝေကွာတော်မူပါပေထသောအရဟတော1500ကိလေသာယံသူတို့ကိုလေးတန်းညံမဲ့စိန်တန်လျက်ဖြင့်ပယ်ဖြဲခုတ်တတ်တော်မူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါချယဟတ်တို့မပြတ်လေရာတန္တရာဆက်ကြီးကိုကံမဲ့ခရိဉံပစိမ့်ဖြင့်ရွယ်ချိန်မိုးလျက်ချိုးဖြတ်တော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာယ၌ပင်မကောင်းမှုကိုပြုတော်မမူတတ်ပါပေထသောအရဟတောဗြဟ္မာနတ်လူသုံးပုံသူတို့၏ပူဇော်ထုကိုခံယူတော်မူထိုက်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တယံပူဉဏ်ဖြင့်မြေရငါတန်တရားမှန်ကိုဝေဖန်ပိုင်းခြားထင်ရှားပိုင်ပိုင်ကိုယ်တော်တိုင်သိမြင်တော်မူတတ်ပါပေထသောတတ္တဘဂဝတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တာမြည်ဘုံ6လီနှင့်ပြည့်စုံကြောကြားထိုရှင်တော်မြတ်ဘုရားအားမေဘုရားအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောဘုရားတပည့်တော်ဤအမကံဘုရားအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောတရားဟောတရားနာဖြစ်ကြတဲ့ဘုရားတပည့်တော်တို့ဤနမောကိုနှုတ်နှလုံး3ပါးပြောင်းပြော့မှန်ကိုလျှော့၍ကတောမြတ်တို့ကိုဝလျောကရှိကုန်းနိုင်ခြင်းသည်အတုနိညာမစဲအမြဲမကွာမန်စွာမသွေဖြစ်ပါစေသာမြတ်စွာဘုရားသုံးလောကထွဋ္ဌတပ်ပညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြပြီးတဲ့နောက်မင်္ဂလာနဲ့မေတ္တာတရားတော်ဟောကြားနာကြရအောင်
မင်္ဂလာလို့ပြောလိုက်ရင်ဘုန်းကြီးတို့တရားဓမ္မတွေအားလုံးရဲ့နားထဲမှာ38ဖြာမင်္ဂလာတရားမသိကြဘူးလားသိကြလားသိပါတယ်ဗျာဒါဒီလမ်းထဲမှာခလေးတွေရင်ကျေးလိမ်မာသင်တန်းသင်တော့ပို့ပြီးတော့သိတာပေါ့တခါဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကမေတ္တာဘာဝနာဆိုတာလည်းပဲပွားများရမယ်တရားပဲလို့မင်္ဂလာကိုလည်းဟောတယ်မေတ္တာကိုလည်းဟောတယ်ပြန်ပြောမယ်နော်38ဖြာမင်္ဂလာတရားကိုနတ်တွေမေးလို့ဘုရားကလိုက်နာကျင့်သုံးဖွယ်ရာတစ်ခုအနေနဲ့ဟောခဲ့ပါတယ်အဲ့ဒါလိုပါပဲမေတ္တာတရားကိုလည်းပဲဘုရားကကျင့်သုံးဖွယ်ရာအနေနဲ့ဟောခဲ့ပါတယ်အဲ့ဒီမေတ္တာနဲ့မင်္ဂလာကိုသူ့နေရာနဲ့သူကျင့်သုံးတတ်ဖို့ဒီနေ့ခွဲပြီးတော့ကျင့်သုံးတတ်အောင်ဟောပြမယ်တခါတလေမှမြတ်စွာဘုရားရဲ့တရားတော်တွေဟာမယူဆတတ်ရင်ရှုပ်ထွေးတတ်တဲ့သဘောရှိတယ်အဲ့တော့အရင်ဆုံးဘုန်းကြီးကမေတ္တာအကြောင်းပြောမယ်မေဇတိသိနှိတ်ရှတိတိမေတ္တာမြန်မာလိုပြောတော့ချစ်ချင်းကိုမေတ္တာလို့ခေါ်တယ်တဲ့ဘာကိုမေတ္တာခေါ်ချစ်ချင်းကိုမေတ္တာလို့ခေါ်ပါတယ်ဗျာချစ်ချင်းကိုမေတ္တာခေါ်တယ်လို့ပြောရင်မလိုအပ်တာတွေရှုပ်လာနိုင်တယ်ဆိုပါတော့ဇနီးမောင်နှံတယောက်တို့ရဲ့တဏှာဖွဲ့ရစ်တဲ့အချစ်ကိုမေတ္တာလို့ခေါ်သလားဒီလိုမေးစရာကြုံလာလိမ့်အဲ့ဒါကြောင့်မလို့မေတ္တာရဲ့သဘာဝကိုနားလည်ဖို့အတွက်ဟိတာကာရပောတိလက္ခဏာမေတ္တာမေတ္တာဆိုတာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုပြောတာတဲ့ဘာကိုပြောတာအကျိုးစီးပွားကိုလိုလားတဲ့စိတ်အဲ့ဒါကိုဘာလို့ခေါ်လဲမေတ္တာပါဗျာကဲဒါဆိုရင်အဲ့ဒီမေတ္တာတရားကိုကျင့်သုံးတတ်အောင်ချစ်ချင်းဆိုတာရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဆိုတာရဲ့နှစ်ခုကိုပေါင်းကြည့်မယ်အကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့ချစ်ခင်တာကိုမေတ္တာဒါမြင်ကိုယ့်အတွက်ရယူပိုင်ဆိုင်ဖို့လားသူတစ်ပါးကောင်းစားဖို့လားသူများရဲ့အကျိုးကိုလိုလားတဲ့အနေနဲ့ချစ်ခင်တာကိုဘာလို့ခေါ်လဲမေတ္တာဒါမြင်ကိုရယူပိုင်ဆိုင်ခြင်းလားသူတစ်ပါးတွေကောင်းစေခြင်းလားမတူတော့ဘူးเนาะအဲ့တော့အများရဲ့အကျိုးကိုလိုလားတဲ့စိတ်ထားနဲ့ချစ်ခင်တာကိုမေတ္တာလို့ခေါ်တယ်လို့မေတ္တာကိုအဲ့တလောက်ဆိုရင်ပြည့်စုံသွားတယ်အကျဉ်းချုပ်လေးပြည့်စုံတယ်အဲ့ဒီမေတ္တာကိုဘယ်အကျိုးအတွက်ပွားရမှာလဲဆိုရင်ယခုဘဝရောနောင်တန်တရာမှာပါအေးချမ်းဖို့အတွက်ပွားရမယ်ယခုဘဝရောနောင်တန်တရာမှာပါမေတ္တာပွားတဲ့သူရဲ့ယင်ထဲမှာပူလောင်တာအေးချမ်းလားကိုယ်နဲ့အေးချမ်းတယ်လို့ကိုယ့်ရဲ့ဝင်းကျင်ဟာလဲကိုယ့်ကြောင့်ဘာဖြစ်လဲအေးချမ်းတယ်နော်ဘေးရန်ခတ်သိမ်းငြိမ်ကြပါစေဒေါသခတ်သိမ်းငြိမ်ကြပါစေဆင်းရဲခတ်သိမ်းငြိမ်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကဲကိုယ့်ရင်ထဲရောအေးချမ်းတယ်သူများရင်ထဲရောအေးချမ်းတယ်အဲ့တော့မိမိသူတစ်ပါးနှစ်ဦးသားကိုအေးချမ်းစေတဲ့မေတ္တာတရားကိုဒီဘဝလဲအေးချမ်းဖို့တန်ត្រာလဲအေးချမ်းဖို့အတွက်မပွားသင့်ဘူးလားပွားသင့်ပွားသင့်ပါဗျာဒီဘဝမှာအဲ့ဒီအေးစေကြောင့်မေတ္တာတွေကိုပွားလို့ရှိရင်တန်ត្រာရောက်ပြန်တော့လေကိုယ့်ကိုလေစိတ်ချမ်းသာအောင်ထားမဲ့အတိုင်းဝိုင်းနဲ့ကြုံလို့စိတ်ချမ်းသာခြင်းဆိုတဲ့အကျိုးကိုရတယ်လူမှာအတိုင်းဝိုင်းက2မျိုးရှိတယ်ကိုယ့်ကိုဒုက္ခပေးတဲ့အတိုင်းဝိုင်းရဲ့ကိုယ့်ကိုစိတ်ချမ်းသာအောင်ထားတဲ့အတိုင်းဝိုင်းရဲ့2မျိုးမရှိဘူးလားရှိလားရှိပါတယ်ဗျာတချို့ကလည်းအတိုင်းဝိုင်းကြောင့်ကိုယ်မှာဝန်တွေပြိပြီးတော့ဒုက္ခတွေတော်တော်များတယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲလင်ကြောင့်မယားမယားကြောင့်လင်မသားသမီးကြောင့်မိဘမှာညီကိုမောင်နှမကြောင့်ညီကိုမောင်နှမမှာပူလောင်နေမျက်နှာပြည့်ရတယ်အရှက်ရစရာတွေဖြစ်တယ်စိတ်ဆင်းရဲအဲ့ဒါဘာကြောင့်လဲမေတ္တာအာနေလို့ဒါကြောင့်မလို့ဒီဘဝနဲ့အေးချမ်းဖို့တန်ត្រာနဲ့အေးချမ်းဖို့ဘယ်တရားကိုပွားကြမလဲမေတ္တာတရားကိုပွားနော်ဒါဆိုရင်ရှင်ဘုရားမေတ္တာပွားတာဒီလောက်လွယ်သလားဆိုရင်အရန်ကြီးတော့လွယ်ကူတယ်လို့မထင်နဲ့ခက်တာတော့မဟုတ်ဘူးလောက်တတ်ဖို့တော့လိုတယ်ဆိုပါတော့မေတ္တာပွားရင်ဘယ်ကစပွားမလဲဒါလေးနားလည်ရအောင်မှန်ပါဗျာဘုန်းကြီးတို့စာပေကပြောတယ်လိမ်မတူရသေးသူမှဥစွာမေတ္တာမပွားနဲ့တဲ့
မေတ္တာပွားတတ်ဖို့တောင်လိုသေးတယ်လိမ်မတူရာသေးသူမှဥစွာမေတ္တာမပွားနဲ့လိမ်မတူဆိုတာဆန့်ကျင်ဘက်လိမ်ကိုပြောတာယောက်ျားလေးနဲ့မိန်းကလေးအရွယ်ကောင်းတဲ့လူတွေပေါ့အရင်ဆုံးမေတ္တာပွားရင်မေတ္တာမဖြစ်ပဲရာဂဝင်သွားတတ်တယ်ဒါကြောင့်အရင်ဆုံးမေတ္တာမပွားဘူးတဲ့တစ်ချက်သေသွားတဲ့လူကိုလည်းအရင်ဆုံးမေတ္တာပို့လို့မရဘူးမေတ္တာဆိုတာပုဂ္ဂိုလ်တ attva ကိုအာယုံပြုတ်ပြီးပွားရတာဆိုတော့ဒီတရားဓမ္မတွေဘုန်းကြီးကမေတ္တာပို့မယ်ဆိုဒီတရားဓမ္မတွေကိုသေချာအာယုံပြုတ်ပြီးပွားရတာသေသွားတဲ့ပုဂ္ဂိုလ်ကဘယ်စီဘယ်ဝဲဘယ်ကိုရောက်မှန်းမသိတော့အာယုံပြုတ်လို့ရအောင်မလားမရပါဘူးဗျာမရတဲ့အတွက်ကြောင့်မေတ္တာပွားတာခက်သွားအောင်နောက်ကိုယ်နဲ့မတည့်တဲ့ယန္တုအရင်ဆုံးမေတ္တာပွားလို့မရအောင်မေတ္တာပွားရင်လည်းဒေါသတွေပဲဖြစ်လာလိမ့်မယ်မတည့်တဲ့အကြောင်းတွေခေါင်းထဲဝင်ပြီးတော့ဒါဆိုမေတ္တာဖြစ်အောင်ဘယ်ကစပွားမလဲကိုစပွားဘယ်ကစပွားကိုစပွားပါဗျာဘုန်းကြီးတို့ပါဠိဘာသာနဲ့ပြောရင်တော့အဟံအဝေရောဟောမိအဗျာပိဇောဟောမိအနိကောဟောမိဒုက္ခိအတ္တနံပရိဟာရာမိနော်အဲ့ဒါလို့ပွားတာဒီပါလေမေတ္တာငါတိဘေးရန်ခတ်သိမ်းငြိမ်းရပါလို့ဤဒေါသခတ်သိမ်းငြိမ်းရပါလို့ဤဆင်းရဲခတ်သိမ်းငြိမ်းရပါလို့ဤနှလုံးစိတ်ဝမ်းအေးချမ်းရပါလို့ဤအဲ့ဒါသူများပွားတာလားကိုပွားတာလားကိုပွားတာပါဗျာမေတ္တာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဗျာဘာဖြစ်လို့လဲလူတိုင်းဟာကိုအချစ်ဆုံးပဲကိုအကောင်းစားစေခြင်းဆုံးဒါကြောင့်မလို့အရင်ဆုံးကိုမေတ္တာပို့ကိုပြီးရင်ဘသူပို့မလဲဆိုကိုဘောကျေးဇူးအကြီးဆုံးဘသူလဲမိဘနှစ်ပါးအမေတို့အဖေတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေပွားတဲ့အချိန်မှာအမေအဖေမျက်နှာမြင်အောင်ပွားတယ်နော်မျက်နှာမြင်အောင်အာယုံပြုတ်ပြီးတော့အမေတို့အဖေတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကဲအမေဖေပြီးရင်ဘသူပွားမလဲကိုဘောကျေးဇူးရှိတဲ့လူတွေကြည်စမ်းဆရာသမားတွေပွားလို့မရဘူးလားရပါတယ်ဗျာဆရာသမားပြီးရင်ကိုဘောမှာစောင့်ရှောက်ခဲ့တဲ့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုကြီးအမကြီးအပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကိုဘောကောင်းခဲ့တဲ့လူတွေမေတ္တာပွားလို့မရဘူးလားရပါတယ်ဗျာသူတို့ပြီးရင်နည်းနည်းလေးစိမ့်သွားတဲ့အထက်ကကိုနဲ့လှုပ်ဖို့ကင်ဘက်တွေဈေးရောက်စားတယ်ဆိုကိုရှိလာဝယ်တဲ့အားပေးတဲ့ဖောက်တယ်တွေသူတို့မိပြုပြီးကိုဘွားအစဉ်ပြေတဲ့အတွက်သူတို့ဟာကိုကျေးဇူးရှင်နဲ့ပါတယ်သူတို့ကိုမေတ္တာပို့မယ်မဖြစ်ဘူးလားဖြစ်လားဖြစ်ပါတယ်ဗျာကိုကတွက်ရတယ်နော်မေတ္တာဖြစ်ဖို့ဆိုရင်တစ်ခါမှကျေးဇူးတရားကိုပြန်ကြည့်ရတယ်ဘာကိုကြည့်ရမလဲကျေးဇူးတရားကိုကြည့်ရမှာကျေးဇူးတရားကိုကြည့်ရတနေ့စီကဒကမကြီးတယောက်ကဘုန်းကြီးကိုဖုံးဆက်မေးတယ်သူနဲ့အဆင်မပြေဒကာကြီးနဲ့ဖြစ်နေတယ်ဘုန်းကြီးကပြောပြတယ်ဒကာကြီးကိုမေတ္တာပို့ပါဆိုမေတ္တာစိတ်သွင်းလို့ကိုမရဘူးဖြစ်နေတယ်ခင်ဗျာတဲ့ဒါဆိုရင်ဒကမာကြီးပေါ်မှာကောင်းကွက်ကလေးတစ်ကွက်ကိုရှာလိုက်အဲ့ဒီကောင်းကွက်တစ်ကွက်တွေ့ရင်ဒီကောင်းကွက်လေးအာယုံပြလိုက်တဲ့နဲ့အော်သူငါပေါ်ဒီလိုကောင်းခဲ့ပါလားဆိုရင်မေတ္တာပို့လို့မရဘူးနဲ့ရသွားရပါတယ်ဗျာအဲ့တော့မေတ္တာပွားနိုင်ဖို့ကျေးဇူးတရားသို့မဟုတ်ပါနဲ့ကောင်းကွက်အဲ့တော့ခုနကိုဖောက်တယ်ဆိုတာကလည်းသူတို့နဲ့မိပြီးကိုအသက်ရှင်သန်ရတာဖြစ်တဲ့အတွက်ကျေးဇူးရှိတော့မေတ္တာပို့ရင်မရောက်ဘူးနဲ့ရောက်တာအဲ့ဒါလို့နဲ့တစ်ကိုနှစ်မိဘသုံးဆရာသမားလေးကိုစောင့်ရှောက်ခဲ့တဲ့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုကြီးမကြီးတငယ်ချင်းပေါင်းသင်းမိတ်ဆွေပြီးရင်ကိုနဲ့ဆက်ဆက်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးအဲ့ဒါလို့အစဉ်အတိုင်းပွားသွားတော့ကိုရင်တွေကမေတ္တာစိတ်သည်ကိုကစားဖြစ်လိုက်တာမိဘဆိုလဲမေတ္တာဖြစ်တယ်ဟောနောက်နည်းနည်းရော့သွားတဲ့ဆရာသမားဆိုလဲမေတ္တာဖြစ်တယ်အရှိန်လေးမရဘူးနဲ့ရသွားလားဆက်တိုက်ပွားတော့အရှိန်ရသွားပြီနော်အဲ့လိုအချိန်ရသွားတော့မှလေတတ္တဝါအလုံးတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဆိုတော့ဒီတတ္တဝါအလုံးကကိုယ်နဲ့ကျေးဇူးစားကျေးဇူးခံပါရှိဘာမှမရှိဘူးနော်တတ္တဝါအလုံးဆိုလူတွေမကဘူးအထက်မှာနတ်ပြမာတွေမရှိဘူးလားအောက်မှာအပေပုံသားတွေမရှိဘူးလားပြီးတော့ကိုယ်တစ်ခါမှမရောက်ဘူးတဲ့ဒေသကတကဘာလုံးမှာရှိတဲ့တတ္တဝါအလုံးဒါတွေကကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွင်းတောင်းယုံတောင်းမေတ္တာဖြစ်ဖို့မလွယ်ဘူးအဲ့တော့မေတ္တာဖြစ်အောင်ဘာလို့လဲကိုကစပြီးတော့အရှိန်ရအောင်ပွားသွားတယ်အရှိန်လေးရတော့မှဘာမှမဆိုင်တဲ့လူတွေတတ္တဝါအားလုံးဆိုပြီးပို့လိုက်ရင်အဲ့ဒီလူတွေစီလဲမေတ္တာမရောက်ဘူးလားရောက်သွားတယ်ရောက်ပါတယ်ဗျာဘာနဲ့သွားတာအရှိန်နဲ့နော်ကဲမေတ္တာကိုအဲ့လိုကျင့်သုံးမေတ္တာမပွားရမယ့်ပုဂ္ဂိုလ်ရှိလားရှိပါဘူးမရှိဘူးနော်တတ္တဝါအားလုံးကိုမေတ္တာပွားရမယ်
အဲ့လိုပွားရင်ယခုဘဝမှာကိုယ်လည်းအေးချမ်းတယ်လို့ကိုယ်ဝင်းခြင်းနဲ့အေးချမ်းတယ်တန်တရာမှာမိမိဘဝတန်တရာခရီးမှာလည်းဒုက္ခပေးတဲ့လူနဲ့ကြုံမလားစိတ်ချမ်းသာအောင်ထားတဲ့လူနဲ့ဆုံမလားစိတ်ချမ်းသာအောင်ထားတဲ့လူဆုံပါဘာဖြစ်လို့ကိုကသူများကိုချမ်းသာအောင်လုပ်ခဲ့တာဘူးနော်သူများကိုချမ်းသာစေခြင်းနဲ့စိတ်ထားနဲ့ကောင်းစေလိုတဲ့စိတ်ထားနဲ့မေတ္တာတရားတွေပွားများခဲ့တဲ့အတွက်ကိုယ်လည်းစိတ်ချမ်းသာအောင်ထားမဲ့အတိုင်းဝဲနဲ့ဆုံတော့ဘယ်ဘဝရောက်တော့စိတ်မဆင်းရတော့ဒါကြောင့်မေတ္တာသည်ယခုဘဝနောင်ဘဝကိုရောကိုဝင်းခြင်းရောအေးချမ်းစေဖို့အတွက်ပွားများရမယ်တရားမှတ်ထားနော်ကဲနောက်တစ်ခုမင်္ဂလာဆိုတာဘာကိုပြောတာကြီးပွားချမ်းသာကြောင်းတရားကိုမင်္ဂလာလို့ခေါ်တယ်ဘာတရားကိုမင်္ဂလာခေါ်ကြီးပွားချမ်းသာကြောင်းတရားကိုမင်္ဂလာလို့ခေါ်ပါတယ်အဲ့ဒီ38ပါးသောမင်္ဂလာတရားသည်လိုင်းနာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကိုလောကီလူပေါင်းမှတဲ့ပါတယ်ကြီးပွားချမ်းသာစေတယ်လောကုတ္တရာမဲ့ဖို့နိဗ္ဗာန်ရဖို့လည်းအထောက်ပံ့မပေးဘူးလားပေးလားပေးပါတယ်ဒါမြင်လောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးနှစ်မျိုးလုံးကိုကြီးပွားတိုးတက်စေနိုင်တဲ့တရားကိုဘာလို့ခေါ်လဲမင်္ဂလာတရားပြန်ပြောမယ်နော်လောကီကောင်းကျိုးချမ်းသာလောကုတ္တရာကောင်းကျိုးချမ်းသာတွေတနေ့တခြားတိုးတက်စေနိုင်တဲ့တရားကိုဘာလို့ခေါ်လဲမင်္ဂလာလို့ခေါ်တယ်နော်ဒါမြင်ရင်မင်္ဂလာကိုဆန့်ကျင်ရမလားမင်္ဂလာအတိုင်းကျင့်သုံးရမလားကျင့်သုံးမှကောင်းကျိုးချမ်းသာရမှာနော်မကျင့်သုံးရင်ရမလားအဲ့တော့မင်္ဂလာကိုမင်္ဂလာလို့ကျင့်သုံးရမယ်မေတ္တာကိုမေတ္တာလို့ကျင့်သုံးရမယ်နှစ်ခုခွဲမှတ်နော်တော့မင်္ဂလာလို့ကျင့်သုံးတာဘာကိုပြောတာလဲကဲ38ပါးမင်္ဂလာတရားမှာပထမအဦးဆုံးမင်္ဂလာပါဠိလိုပြောအောင်မလီနာကိုမခံနိုင်ဘူးစူးညံတာပဲဖြေလိုက်တာအသေဝနာသဘာလာနံမဟုတ်ဘူးလားဒီလမ်းထဲမှာမင်္ဂလာတန်တွေမကြောက်လဲကြားလားပေါက်စာလေးတွေပြန်မေးကြည့်ရတယ်နော်အဲရောက်တဲ့ခါတတိယရင်တာမေမေပြန်ရွတ်ပြစမ်းမှာဆိုဟောရွတ်ပြလိုက်မယ်နော်ကဲအသေဝနာသဘာလာနံဘာလာနံလူမိုက်တော်ကိုယာအသေဝနာအကျင်မမီဝဲမစိကချင်းသည်အတ္တိရှိ၏ဧတံထိုလူမိုက်ကိုမမီဝဲမစိကချင်းသည်ဩဒ္ဓမံကောင်းမြတ်လစွာသောမင်္ဂလံမင်္ဂလာမြည်ပါပေ၏တဲ့ဒါကမြတ်စွာဘုရားဟောတာလူမိုက်ကိုမပေါင်းခြင်းသည်မင်္ဂလာအဲ့တော့ကျင့်သုံးစရာဘယ်လိုမှတ်မလဲလူမိုက်ကိုမပေါင်းနဲ့ပေါင်းရမလားမပေါင်းအောင်လားမပေါင်းရပါဘူးဗျာမပေါင်းရဘူးနော်ဟာဒါဆိုရင်ခုနတတ္တဝါအလုံးပေါ်မေတ္တာပွားပါမေတ္တာထားပါဘုရားကဟောတယ်အခုလူမိုက်မပေါင်းနဲ့ဆိုတော့မြတ်စွာဘုရားသည်လူမိုက်အပေါ်မှာခွဲခြားဆက်ဆံတယ်ဒီလိုဆွဆွဲလို့ရမလားမရဘူးနော်ဒါလေးနားလည်ဖို့လိုတယ်ခုနအလုံးပေါ်မေတ္တာပွားရမယ်လို့ပြောထားတယ်မေတ္တာသုံးပါးလည်းဘုရားကဟောတယ်တပ္ပတတ္တာဘွန်တုဒုက္ခိတတ္တတတ္တဝါအလုံးတို့ကိုရောစိတ်ပါချမ်းသာကြပါစေဒီလိုမေတ္တာပွားတယ်တယောက်မှမကြံဘူးနော်အကုန်ပွားဟောအခုပြောပြီးလူမိုက်ကိုမပေါင်းနဲ့လူမိုက်ကိုမပေါင်းနဲ့လို့ပြောတာဒီဘုရားရှင်လူမိုက်ပေါ်မှာမေတ္တာမရှိတာဟုတ်သလားဟုတ်ပါဘူးဗျာတရားနှစ်ခုရဲ့သဘာဝမတူဘူးနော်မေတ္တာကဘာလုပ်တာအေးချမ်းဖို့နော်ဘဝအေးချမ်းဖို့အတွက်ဘာတို့ပွားမလဲမေတ္တာပွားမင်္ဂလာကဘာအတွက်ကျင့်သုံးရတာကြီးပွားတိုးတက်ဖို့အတွက်နော်ကြီးပွားတိုးတက်ခြင်းတဲ့လူကလူမိုက်ကိုပေါင်းထားရမလားလူမိုက်ကိုရှောင်ရမလားရှောင်ရပါလားအဲ့လူမိုက်ကိုမပေါင်းမင်းနဲ့ရှောင်လိုက်တာဒီလူမိုက်ပေါ်မှာမေတ္တာမရှိတာလားမိမိကြီးပွားတိုးတက်ဖို့အတွက်လားမိမိကြီးပွားတိုးတက်ဖို့ပါဗျာအဲ့ဒါနားလည်ဖို့လိုတယ်နော်ဒါဘုန်းကြီးအကြောင်းရှိလို့စနစ်တကျနားလည်အောင်ပြောနေတာနမို့ရင်ဘုရားအပေါ်မှာပြင်မှားစိတ်တွေဖြစ်သွားတယ်ဘုရားကလူမိုက်မပေါင်းနဲ့တဲ့သူပဲမေတ္တာထားလို့ပြောပြီးလူမိုက်မပေါင်းနဲ့ဆိုဘုရားကလူမိုက်ပေါ်မှာခွဲခြားဆက်ဆံတယ်ဒီလိုသုံးလိုက်ရင်မမှားဘူးလားမှားနေလားမှားနေရောဒီတော့မေတ္တာကိုဘယ်နေရာမှာကျင့်သုံးဘဝအေးချမ်းဖို့မှာကျင့်သုံးမိမိကြီးပွားတိုးတက်ဖို့အတွက်ဆိုရင်တော့ဘာကိုကျင့်သုံးရမှာမင်္ဂလာကိုကျင့်သုံးနော်ကဲတခုနဲ့တခုတဘာဝချင်းတူလားမတူလားမတူဘူးနော်ဟိုကအေးချမ်းဖို့အတွက်ဒီကကြီးပွားတိုးတက်ဖို့အတွက်တူသလားဆိုရင်မတူဘူးအဲ့တော့မေတ္တာကိုဘယ်နေရာမှာကျင့်သုံးအေးချမ်းဖို့အတွက်နေရာမှာကျင့်သုံးမင်္ဂလာကိုဘယ်နေရာမှာကျင့်သုံး
ကြီးပွားတိုးတက်ဖို့နေရာမှာကျင့်သုံးနော်မင်္ဂလာတိုင်းကျင့်ရင်ကြီးပွားတိုးတက်မယ်မေတ္တာတရားကျင့်ရင်အေးချမ်းမယ်အကျိုးချင်းလည်းမတူသလိုကျင့်ရတာချင်းလည်းမတူဘူးဒါလေးကိုဘုန်းကြီးဘာကြောင့်အကျယ်တဝင်းရှင်းပြတာလဲဆိုရင်လွန်ခဲ့တဲ့တလလောက်ကဘုန်းကြီးရှိကိုစီရီပြားလေးတစ်ပြားရောက်လာဘုန်းကြီးကဖွင့်ကြည့်လိုက်တော့စာရေးဆရာလည်း3-4ယောက်ပါတယ်ဘုန်းကြီးလည်း2ပါး3ပါးပါခေါင်းစဉ်တွေကမေတ္တာဆိုတော့သဘောကျစရာပဲအဲဒီမေတ္တာဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောထားတာအမျိုးဘာသာသာသနာစောင့်ရှောက်တဲ့ဘုန်းကြီးတွေကဘာသာကြားလူမျိုးကြားအပေါ်မှာမေတ္တာမထားနိုင်တဲ့ပုဂ္ဂိုလ်တွေယဟန်ဖြစ်ပြီးတော့မေတ္တာမပွားနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုတော့အားလုံးရဲ့ဥတည်ချက်ကအမျိုးဘာသာသာသနာစောင့်ရှောက်တဲ့ဆရာတော်တွေကိုပုတ်ခတ်တိုက်ခိုက်တဲ့ဥတည်ချက်နဲ့ပြောသွားတာခေါင်းစဉ်ကတော့မေတ္တာသူတို့ကအကုန်လုံးမေတ္တာမထားဘဲနဲ့မလုပ်သွားပုတ်ခတ်တယ်တိုက်ခိုက်တယ်အဲ့ဒီမှာဘုန်းကြီးကသုံးသပ်ချက်လေးတစ်ခုပေါ့သူတို့ဘုန်းကြီးအပြစ်တင်နေတာမဟုတ်ဘူးနော်ဘာကြောင့်ဘုန်းကြီးပြောရတယ်ဆိုတာကိုပြောပြတယ်ဘုန်းကြီးတို့အိမ်ယာတီထောင်လူပေါင်းမှာနေတဲ့လူတွေအနေနဲ့တခါတခါစာပေဟောပြောပွဲတွေမသွားဘူးလားသွားလားသွားပါဘာဖြစ်လို့သွားလားသူတို့ကငါတို့တဲ့ဘုဒ္ဓတပြည့်စုံတယ်နော်သူတို့စကားနားထောင်လိုက်ရင်တို့မှဘုဒ္ဓတတွေအများကြီးရသွားမယ်အဲ့ဒီအသိရမရှိဘူးလားရှိလားရှိပါတယ်အဲ့တော့ဘုန်းကြီးတွေးကြည့်တာဒီအခွင့်ငါလက်ထဲရောက်ပြီဆိုရင်သူများတွေလက်ထဲလည်းရောက်နိုင်တယ်ကိုယ်စီမရောက်တာနဲ့မရောက်ဘူးလို့မထင်နဲ့နော်သူများတွေလက်ထဲလည်းရောက်နိုင်တယ်အဲ့သူရောက်သွားတဲ့လူတွေကနားထောင်ပြီးတော့ဒီထဲမှာဘုန်းကြီးလည်းပါတယ်ဇာရေးဆရာတွေလည်းပါတယ်အတူတူပဲပြောကြတယ်ဆိုတော့သူတို့ကဒုတဲ့ဘုဒ္ဓတပြည့်စုံနေအဲ့တော့ဟုတ်ချင်ဟုတ်မှာဟုတ်ချင်ဟုတ်မှာဆိုပြီးတော့ဒါဆိုရင်ဟိုအမျိုးဘာသာသာသနာစောင့်ရှောက်တဲ့ဘုန်းကြီးတွေကဘာဖြစ်နေတယ်လဲလို့တစ်ချက်ကလေးစိတ်ကွက်သွားရင်အဲ့ဒါပြစ်မှားတာလို့ခေါ်တယ်မလုပ်တာလဲပြစ်မှားတာပါကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါနော်အဲ့ဒါလေးမဖြစ်စေခြင်းလို့နားလည်အောင်ဘုန်းကြီးရှင်းပြမယ်ဆိုပြီးတော့ဒီတရားဟောတာဒီမျိုးတဲ့ဘိုင်းမှာဘုန်းကြီးဒီတရားတစ်ခါမှမဟောပြသေးဘူးလွန်ခဲ့တဲ့တလလောက်မှကိုရတော့ဩလို့တစ်ခါမှလေအစိတ်တောက်ဖြစ်စေတဲ့အဲ့ဒါမျိုးနားထောင်လိုက်လို့ရှိရင်အစိတ်တောက်ကရင်နဲ့ဝင်သွားအောင်ဝင်သွားရင်သူတို့တင်အကုသိုလ်ဖြစ်တာမဟုတ်ဘူးနားထောင်မိသူတိုင်းမှာဘာဖြစ်သွားအကုသိုလ်တွေဖြစ်သွားတော့မနစ်နာဘူးလားနစ်နာလားနစ်နာပါလေနစ်နာတယ်ကဲဒီနေရာမှာဘုန်းကြီးကခုနအခြေခံပြောပြီးပြီဘဝအေးချမ်းဖို့ဘယ်တရားကျင့်သုံးမေတ္တာတရားကျင့်သုံးကြီးပွားတိုးတက်ဖို့ကဲဒါဆိုရင်ကြီးပွားတိုးတက်လိုသူတိုင်းလူမိုက်ကိုမပေါင်းနဲ့ပေါင်းရမလားမပေါင်းအောင်လားမပေါင်းအောင်ဘူးနော်ကဲအဲ့ဒီနေရာမှာအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆရာတော်တွေကအမျိုးဘာသာသာသနာစောင့်ရှောက်ဖို့ဟောတဲ့နေရာမှာဘယ်တရားကိုကျင့်သုံးသွားတာလဲဆိုရင်မင်္ဂလာတရားကိုကျင့်သုံးသွားတာဘယ်တရားကိုကျင့်သုံးတာမင်္ဂလာတရားကိုပါကဲမင်္ဂလာတရားမှာအသေးဝနာစာဘာလာနဲ့လူမိုက်ကိုမပေါင်းနဲ့ကဲအဲ့တော့အဲ့ဒါနဲ့ဘာဆိုင်နေဖေဟာမေးစရာရှိတယ်ဒီမှာလူမိုက်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုခြင်းဒီလမ်းထဲကခလေးတွေကိုဘုန်းကြီးတို့သင်ပေးထားတဲ့စာအုပ်တွေထဲမှာဖတ်ကြည့်ရှိတယ်ကိုနဲ့မကောင်းတာလုပ်တဲ့လူနှုတ်နဲ့မကောင်းတာပြောတဲ့လူစိတ်ထဲကမကောင်းတာကြံတဲ့လူအဲ့ဒီ၃မျိုးကိုလူမိုက်လို့ခေါ်တယ်ပြန်ပြောပါလေနှုတ်နဲ့မကောင်းတာပြောတဲ့လူစိတ်နဲ့မကောင်းတာကြံတဲ့လူဘာလို့ခေါ်လဲလူမိုက်ခေါ်တယ်အဲ့ဒီလူမိုက်ကိုအကျယ်ချက်ရင်10ယောက်ဖြစ်သွားမှာကိုနဲ့မကောင်းတာလုပ်တာ3ယောက်သူ့အသက်တတ်ခြင်းသူ့ဥစ္စာခိုးခြင်းသူ့သားမယားလွန်ကျူးခြင်းဘယ်နှချက်အဲ့ဒါဆိုတော့သူ့အသက်တတ်ရင်လူမိုက်သူ့ဥစ္စာခိုးရင်လူမိုက်သူ့အိမ်ယာကျူးလွန်ရင်နော်3ယောက်ရှိသွားတယ်နှုတ်နဲ့မကောင်းတာပြောရင်ဘာလို့ခေါ်လဲလူမိုက်တို့ခေါ်တယ်အဲ့ဒါ4ယောက်ရှိတယ်လိန်တယ်ဟမ်လိန်တယ်ကြမ်းတန်ဆဲဆိုချင်းချောင်းဟိန်ဟောက်တယ်ချစ်ခင်သူတွေအချစ်ပြတ်အောင်ဂုံးတိုက်တယ်အကျိုးမရှိအလေးနာတော့စကားမျိုးတွေပြောတယ်ဘယ်နှမျိုးလဲဒါဆိုလိန်ရင်လူမိုက်ကြမ်းတန်ဆဲဆိုချင်းချောင်းဟိန်ဟောက်ရင်လူမိုက်ချစ်ခင်သူတွေအချစ်ပြတ်အောင်ဂုံးတိုက်စကားပြောရင်အကျိုးမရှိအလေးနာတော့စကားတွေပြောရင်4ယောက်နော်ကဲ
ကဲနောက်တစ်ခါစိတ်နဲ့မကောင်းတာကြံတာကလည်း3ယောက်ပါဠိလိုပြောရင်အဘိဇာဗျာပါဒမိစ္ဆာဒိဋ္ဌိအဘိဇာဆိုတာသူ့ဥစ္စာကိုရလို့တမှုရှေ့ရှုကြံတာသည်အဘိဇာတဲ့ပြန်ပြောမယ်နော်အခုဘုန်းကြီးတို့တက္ကသိုလ်တွေစီးပွားမရှာဘူးလားရှာလားရှာပါတယ်ဗျာရှာတယ်ဘာဖြစ်လို့ရှာလဲလိုချင်လို့ဘာမှမပြောနဲ့ဘာလို့ရှာတာလိုချင်လို့မရှင်းဘူးလားရှင်းလားလိုချင်လို့ရှာတာလိုချင်တာဘာလို့ခေါ်လဲလောဘနော်အဲ့လောဘအဘိဇာမခေါ်ဘူးနော်ကိုယ့်ရဲ့ကိုယ်အားဉာဏ်အားကိုယ့်ရဲ့ဓနအရင်ဒီအားနဲ့စ조사မယ်ရတဲ့အကျိုးမြတ်ယူမယ်အဲ့ဒါအဘိဇာမဟုတ်ဘူးဒုစရိုက်မဟုတ်ဘူးလို့ပြောတာနော်လိုချင်တာလောဘတော့မှန်တယ်ဒုစရိုက်မဟုတ်ဘူးဒုစရိုက်လောဘကသူ့ဥစ္စာကိုရလို့တမှုရှေ့ရှုကြတယ်ဆိုတာဒီလူလက်ထဲဟာငါလက်ထဲရောက်အောင်ဘယ်နဲ့လုံးဝမလဲအဲ့ဒါလို့အလကားနေအလကားသူများဥစ္စာကိုမရှုစိတ်ဖြစ်ပြီးကိုရချင်နေတာမတော်မတရားနည်းနဲ့ရကျင်လို့တောင်ကြံမြောက်ကြံကြံနေတာဗာလဲအဘိဇာဗျာပါဒဆိုတာကသူတစ်ပါးပျက်စီးအောင်ကြံစီတာဘာလို့ခေါ်လဲဗျာပါဒဒီလူဒုက္ခကြောင့်အောင်ဘယ်နဲ့လို့ဘယ်သူသွားတွန်းလဲရမလဲနော်ဘယ်သူနဲ့တိုးလဲရမလဲအဲ့ဒါဗျာပါဒနောက်မှားယွင်းတဲ့အယူကိုဘာလို့ခေါ်လဲမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အယူဘာလို့ခေါ်လဲဒါမြင်အယူမှားနေရင်ဘာလို့ခေါ်လဲလူမိုက်သူများပျက်စီးအောင်ကြံတယ်လူမိုက်သူများဥစ္စာကိုဘယ်နည်းနဲ့ရအောင်ယူရပါမလဲလို့အလကားနည်းလမ်းနဲ့ရှောက်တွေးနေတာလေလူမိုက်ဘယ်နှစ်ယောက်လဲအားလုံး10ယောက်အဲ့ဒီလူမိုက်10ယောက်ပေါင်းရမလားမပေါင်းအောင်လားမင်္ဂလာတရားနဲ့အညီဆိုမပေါင်းရဘူးနော်အဲ့ဒါကိုဘာလို့ခေါ်လဲအသေးဝနာစဘာလာနံလူမိုက်ကိုမပေါင်းနဲ့ဒီလိုပြောတာနော်ကဲအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆရာတော်တွေကဘာသာခြားတွေကိုစီကံ3ခုနဲ့ပြောကြတယ်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာဆိုင်မှသာဈေးဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာဖူးစာရွေးပါမည်ဘယ်နှချက်အဲ့3ချက်ကိုသူတို့အပြစ်တင်တာအဲ့ဒီ3ချက်ဒီဘာကိုဆိုလိုတာလဲခုနအသေဝနာစဘာလာနံယလူမိုက်ကိုမပေါင်းနဲ့လို့ပြောတာအဲ့လူမိုက်ထဲမှာအယူမှားမိစ္ဆာဒိဋ္ဌိမပါဘူးလားပါနေလားပါနေတယ်နော်ကဲအဲ့ဒီအယူမှားမိစ္ဆာဒိဋ္ဌိတဲ့က तू က तू မှားနေတာကိစ္စမရှိသေးဘူးနော် तू မှားတာဒီကိုယ့်ကိုဒုက္ခပေးဖို့ဆိုရင်တော့ဒါတတိထားဖို့မလိုလားလို့လားဆိုပါတော့သူတို့ရဲ့ကျမ်းစာထဲမှာပါတာလေးကိုဘုန်းကြီးနည်းနည်းပြောပြမယ်သူတို့ရဲ့ကျမ်းစာထဲမှာကဘာပေါ်မှာသူတို့တဘာသာပဲရှိရမယ်သူတို့ဖျားတစ်မျိုးပဲရှိရမယ်ကျန်တဲ့ဖျားရှိခွင့်မရှိဘူးတစ်ချက်ဒါမြင်အခြားဘာသာအခြားကိုးကွယ်သူတွေကိုဘာလုပ်ရမလဲဆိုတော့စစ်မဲ့တိုက်ပြီးတော့သိမ့်ပိုက်လိုက်ပါလေကုတ်တွေကိုခုတ်ဖြတ်လိုက်ပါကဲအဲ့ဒါဆိုတော့ကောင်းတဲ့အကြံလားမကောင်းတဲ့အကြံလားမကောင်းတဲ့အကြံဆိုဘာလို့ခေါ်လဲလူမိုက်မဟုတ်ဘူးလားဟုတ်နေတာဟုတ်နေတယ်နော်သူတို့ကအဲ့တလူလေအဲ့ဒီနီလန်ကျင့်သုံးသွားတဲ့အတွက်အခုအီရန်ဆိုတာဟိုတုန်းကအကြီးစားဗုဒ္ဓဘာသာနိုင်ငံတွေနောက်ပါကစ္စတန်အိန္ဒိယအာဖဂန်နစ္စတန်မလေးရှားအင်ဒိုနီးရှားအကြီးစားဗုဒ္ဓဘာသာနိုင်ငံတွေအခုဗုဒ္ဓဘာသာရှိသေးလားရှိပါဘူးမရှိဘူးနော်ဘာဖြစ်လို့လဲသူတို့မှာအဲ့ဒီခုနမူရှိတယ်လေသူတို့ဘုရားတဆူပဲရှိရမယ်သူတို့ဘာသာတစ်ခုပဲရှိရမယ်အခြားဘာသာဝင်တွေကိုစစ်မဲ့တိုက်ပြီးတော့သိမ့်ပိုက်ရမယ်သူတို့တိုက်နိုင်တဲ့အခါအားကောင်းလာတဲ့အခါပေါ့အင်းအားတောင့်တင်းလာပြီဆိုစစ်မဲ့တိုက်ပြီးတော့သိမ့်ပိုက်ရမယ်သူ့ဘာသာတွေကိုအတင်းဝင်ခံရမယ်မဝင်ဘူးဆိုရင်တတ်ပြရမယ်လေကုတ်တွေကိုခုတ်ဖြတ်ကဲအဲ့ဒါလို့အကြံရှိနေတဲ့အယူဝါဒဆိုရင်ဒါဟာကောင်းတာလားမကောင်းလားမကောင်းဘူးဆိုရင်ပါဠိလိုမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အယူနော်အဲ့မှားယွင်းတဲ့အယူကဘယ်ထဲပါလဲလူမိုက်မပါဘူးလားပါလားပါတော့အဲ့ဒီလူမိုက်နဲ့ပေါင်းလိုက်ရင်ကိုယ်မှာတိုးတက်ကြီးပွားမှာလားဆောက်ရောက်သွားမှာလားလူမျိုးဆောက်ရောက်မယ်နော်ဘာသာသာသနာမဆောက်ရောက်လားလူမျိုးလည်းဆောက်ရောက်မယ်ဘာသာသာသနာလည်းဆောက်ရောက်သွားမယ်အဲ့ဒီလူမျိုးရဲ့ဘာသာသာသနာရဲ့မဆောက်ရုပ်ဖို့တိုးတက်ကြီးပွားဖို့ဆိုရင်မင်္ဂလာတရားတော်တိုင်းကျင့်ရမယ်လူမိုက်ဆိုရင်မပေါင်းနဲ့နော်အဲ့ဒါဆိုရင်ဘုန်းကြီးတွေကမေတ္တာမထားလို့ပြောတာလားမင်္ဂလာတရားနဲ့အညီကျင့်သုံးဖို့ပြောတာလားမင်္ဂလာတရားနဲ့အညီကျင့်သုံးဖို့ပြောတာနော်အဲ့မင်္ဂလာတရားနဲ့အညီကျင့်သုံးလိုက်တဲ့အတွက်
မိမိလူမျိုးမိမိဘာသာမိမိသာသနာရုပ်လျော့သွားမှလားတိုးတက်မှလားတိုးတက်မှမကျင့်သုံးသင့်ဘူးလားကျင့်သုံးသင့်လားကဲအဲ့ဒါလို့သူတို့ခွဲပြီးနားမလဲတော့ဘုန်းကြီးတွေကိုမေတ္တာမထားနိုင်ဘူးဆိုပြီးတော့ဆွတ်ပုတ်ခတ်တော့သူတို့ခွေကိုနားထောင်လိုက်တဲ့လူတွေကဒီဘုန်းကြီးတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်လာအောင်အဲ့တော့အဲ့ဒီလူတွေမှာအချောက်တိုက်အလကားနေရင်ဘာဖြစ်သွားအာကုသို့မဖြစ်ဘူးလားဖြစ်သွားတာဖြစ်သွားတယ်နော်ကဲဒါဆိုရင်ကဲဘုန်းကြီးတွေကအဲ့ဒီဘာသာမတူသူတွေကိုတတ်ပစ်ပါလို့ပြောတာရှိလားရှိပါဘူးဘာသာမတူသူတွေကိုဆိုင်ကန်းတွေဖြည့်စည်းအိမ်တွေဖြည့်စည်းသူတို့ရဲ့ဘာသာရေးအဆောက်အဦတွေကိုဖြည့်စည်းလို့တိုက်တွန်းတာရောရှိလားဘာမလုပ်နဲ့လို့ပြောတာမပေါင်းနဲ့ဒါမင်္ဂလာတရားတော်နဲ့မညီဘူးလားညီလားညီတယ်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဆိုတာအဲ့မပေါင်းတဲ့ထဲမှာပါတယ်ဒါဘုန်းကြီးကတခုပြောမယ်တထုံကစာရေးဆရာတယောက်ရေးတယ်ဆောင်းပါးလေးရဲ့ခေါင်းစဉ်ကကျွန်တော်တို့လမ်းလေးထဲမှာတဲ့ဟာခေါင်းစဉ်လေးကြီးဘုန်းကြီးကသဘောကျတယ်တော်တော်လေးပဲဆောင်းပါးရတယ်ကျွန်တော်တို့လမ်းလေးထဲမှာလွန်ခဲ့တဲ့နှစ်20တုန်းကမနေ့4နာရီဆိုရင်ဆွမ်းတော်ချက်ရန်ထတော်မူပါဘွန်တော်တပုရိသအပေါင်းသူတော်ကောင်းတို့ဘွန်တော်တန်လေးတွေမကြားဘူးလားကြားရတယ်ဘွန်တော်တန်ကြားလိုက်တာနဲ့အိရှင်မတွေဘလောက်အေးပက်ပြက်မျက်လုံးကိုပုတ်တအိယာကထအိုးရဲကိုဆန်ထက်ဆန်ဆဲပြီးမိဘဘောတင်ပြီးမှမျက်နှာသိလိုက်ဆွန်ချက်ပြီးဆို9နာရီခွဲလောက်ရောက်တော့9နာရီခွဲလောက်ရောက်ပြီဆိုရင်ကြီးသေးတန်လေးနှောင်းငနဲ့ဆိုအရာထက်ကိုတန်ဃာတိုင်းကြွလာတာရွှေကိုအေချိုပြီးလောင်းချလိုက်တယ်လို့ပဲတန်းလိုက်ကျက်တည်းမင်္ဂလာရှိလိုက်တာတဲ့လွန်ခဲ့တဲ့နှစ်20ကအခုနှစ်20ကျော်လို့ကျွန်တော်တို့လမ်းလေးတဲ့ကျွန်တော်ပြန်ရောက်သွားတော့ဘွန်တော်တန်လည်းပျောက်သွားပြီကြီးစီတန်လည်းမကြားရတော့တန်ဃာသင်္ကန်းရောင်လည်းမမြင်ရတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လမ်းလေးထဲမှာဗုဒ္ဓဘာသာ9အိမ်ပဲကျန်ပါတော့တယ်တဲ့ကဲတလန်းတော့သာသနာမကွယ်ဘူးလားကွယ်သွားပြီလားကွယ်သွားပြီနော်လမ်းပေါင်းများရင်မြို့ပေါင်းများရင်တိုင်းပေါင်းများရင်နိုင်ငံအဲ့ဒီလိုနီးနဲ့အင်ဒိုနီးရှားမလေးရှားအာဖဂန်နစ္စတန်ပါကစ္စတန်အိန္ဒိယအီရန်သာသနာရှိသေးလားကွယ်သွားကြမှာကွယ်သွားပြီဒါကြောင့်မို့လို့အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဆိုတာဘာပြောတာလဲကိုယ့်ရဲ့အိမ်ချမ်းမြေကိုယ့်ရဲ့ဈေးဆိုင်ခန်းလေးတွေရောင်းတယ်ဆိုရင်ကိုကမလုတ်ချင်တော့လို့ရောင်းလိုက်ပြီဆိုရင်မနေချင်တော့လို့ရောင်းလိုက်ပြီဆိုရင်ဘာသာတူချင်းဘာလို့မရောင်းလိုက်ပါဘုန်းကြီးတွေပြောတာဒါပဲနော်ဘာဖြစ်လို့လဲအဲ့ဘာသာတူချင်းမရောင်းမဲနဲ့ပတ်စံနဲ့ပုံရတာကိုရောင်းလိုက်တဲ့အတွက်တလန်းပြီးတလန်းသာသနာမကွယ်ဘူးလားကွယ်သွားပါကွယ်သွားပြီနော်တလန်းပြီးတလန်းသာသနာကွယ်သွားပြီအဲ့ဒါကြောင့်မို့လို့မိမိပိုင်ဆိုင်တဲ့ပစ္စည်းပင်ဖြစ်လင့်ကစားရောင်းလိုက်တဲ့အခါမှာဟိုလူကဈေးပို့ပေးတယ်ဆိုပါတော့သိန်း100တန်တဲ့ပစ္စည်း100ပဲဒီရပေးနိုင်တယ်ဟိုက120ပေးတယ်ဟဲ့20မနေဘူးခဲ့ဆိုပိုတဲ့ရှင်ရောင်းလိုက်တော့ကြာသွားရင်ဘာဖြစ်သွားမလဲသာသနာမပြောက်ဘူးလားပြောက်သွားမှာပြောက်သွားမယ်နော်အဲ့ဒါကြောင့်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဆိုတာနည်းနည်းပတ်စံရှုံးရင်ရှုံးပါစေရှုံးတဲ့ပတ်စံဘယ်လိုမှတ်မလဲသာသနာပြုတ်လိုက်တယ်ဘယ်လိုမှတ်မလဲအဲ့ဒါလို့တတ္တိရှိသလားရှိတဲ့တန်နဲ့တိတ်မပြေဘူးထင်တယ်အဲ့တတ္တိရောရှိကြလားကဲနောက်တစ်ခုဘာသာတူရာဆိုင်မှာသာဈေးဝယ်ယူပါမည်တဲ့နော်အဲ့ဒါကဘာပြောတာလဲအားပေးရင်ဘာသာတူဆိုင်အားပေးလိုက်ဆိုတော့ခွဲခြားဆက်ဆံတယ်လို့ထင်စရာရှိတယ်နော်သို့တော်လည်းဘုန်းကြီးပြောပြမယ်မြန်မာပြည်ကိုလွန်ခဲ့တဲ့နှစ်100ကျော်တဲ့ကသူတို့ဝင်လာပြီးတော့ဒီမှာခွဲခြားဆက်ဆံမှုတွေမလုပ်လားလုပ်လားလုပ်တယ်သူတို့ကျမ်းစာကသင်ပြထားတဲ့ဟာလာလုပ်ပြီးသားမှစားရမယ်ဆိုတော့ဟာလာလုပ်တယ်ဆိုတာဘာလုပ်တာလဲလီသားမှစားမယ်ဆိုဗုဒ္ဓဘာသာကစားခြင်းလို့သာရိုက်ချက်စားရင်စားလိုက်မယ်လဲတော့မလီဘူးအဲ့တော့ဗုဒ္ဓဘာသာဆိုင်ကိုမဝယ်နဲ့လို့ပြောပြီးသားမဖြစ်ဘူးလားဖြစ်လားဖြစ်သွားပြီအဲ့တော့ဗုဒ္ဓဘာသာဆိုင်မဝယ်နဲ့ဆိုသူတို့ပတ်စံကကိုယ်စီမရောက်ဘူးကိုယ်ပတ်စံကသူတို့စီရောက်တော့အဲ့ဒီပတ်စံနဲ့ဘာတွေလုပ်တယ်လဲဒီနေ့ကဘုန်းကြီးတို့အမျိုးဘာသာသာသနာဆောက်ရှောက်ရေးအဖွဲ့ဗဟိုမှာစီအိုဝဲလုပ်တော့
အခုမမပြည်မှာဗုဒ္ဓဘာသာနဲ့ဘာသာကြားတွေနဲ့တက်နေတဲ့ပြဿနာတွေအများကြီးရှိတယ်ဒီနေ့ကအဲ့ဘာသာကြားတယောက်ကဗုဒ္ဓဘာသာကိုယ်တိုင်ကျောင်းသူလေးကိုအိမ်ပြန်မရောက်ဘူးခေါ်ပြေးရောဘယ်လိုညာလို့ခေါ်သွားတယ်တော့မသိဘူးနောက်တော့ရက်20လောက်ကြာမှမိဘတွေသွားမေးလည်းမသိဘူးရက်20လောက်ကြာမှပြန်ကျောင်းပြန်တဲ့မဒိမ့်မှုနဲ့မတိုင်ဘူးဆိုရင်ပြန်အပ်ပေးမယ်ကဲကျိုးလွန်တော့ရက်20ရှိပြီကိုယ်တိုင်ကျောင်းသူဆိုတော့အသက်ကဘယ်နှစ်ရှိ15နှစ်ဒါအမှုမမြောက်ဘူးလားမြောက်နေတာမြောက်နေတဲ့ तू ကစကားပြောတာအဲ့ဒီလိုမျိုးနော်ပြီးတော့ခလေးလေး2ယောက်ကစားနေတာကိုကြည့်မရလို့ထင်ပါတယ်ကင်ပေါက်လိုက်တာခလေးတွေသွေးနဲ့တန်နဲ့ဒီလိုမျိုးလေးတွေအမှုတွေအများကြီးရှိတယ်နည်းနည်းမဟုတ်ဘူးအများကြီးပဲအဲ့ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ဝင်စားတဲ့ဆရာတော်တစ်ပါးကအဲ့ဒါလေးတွေလိုက်ပေးခြင်းတဲ့အကြောင်းပြောတယ် तू ကဒါပေမဲ့ပတ်စံမရှိဘူးအဲ့တော့ဆရာတော်တစ်ပါးကထောက်ပြတယ်သူတို့ကမဒိမ့်မှုတမှုကျူးလွန်လို့ရှိရင်တဲ့နောက်ွယ်အဖွဲ့အစည်းက360ထောက်ပံ့ပေးတယ်တဲ့ကျူးလွန်သူကိုထောက်ပံ့ပေးလိုက်တာမင်းကျူးလွန်ပြီးရင်ဒါနဲ့ရင်ဆိုင်ဒီလိုမျိုးအဲ့တော့ဗုဒ္ဓဘာသာမိန်းကလေးတွေစော်ကားမော်ကားမခံရဘူးလားခံရလားစိတ်တိုင်းကြကိုယ့်ပြည်ထဲဝင်ပြီးတော့လှုပ်ချင်တိုင်းလှုပ်တာအဲ့တော့ဒီလိုလှုပ်တော့ဘယ်ကပတ်ဆံလဲဗုဒ္ဓဘာသာတွေအားပေးတဲ့ပတ်ဆံနော်အဲ့ဒီပတ်ဆံနဲ့ကိုယ့်သားပြိုသမီးပြိုစော်ကားတယ်မော်ကားတယ်တရားရုံးရောက်သွားတော့လဲမျက်နှာကြည့်ရဟင်းပတ်ပါဆိုတော့ဒီကပတ်စံမရှိတဲ့လူကဘာမှလုပ်လို့မရဘူးလူလဲခံလိုက်ရသေးတယ်ဟိုဘက်ကလည်းပြီးတော့လှောင်လိုက်သေးတယ်ဘာတတ်နိုင်သေးလဲလက်မထောင်လိုက်တယ်သူကငွေနဲ့လွတ်သွားတာကိုအဲ့တော့ကိုအားပေးတဲ့ပတ်စံနဲ့ကိုသားပြိုသမီးပြိုဖြက်စီးတယ်တခါကိုမိန်းကလေးတွေကိုအတင်းယူပြီးတော့သူ့ဗန်သားတဲ့မဝင်ခြင်းသည်ဖြစ်စေဝင်ခြင်းသည်ဖြစ်စေဝင်ရမယ်သွတ်သွင်းတယ်ဒါဆိုရင်ကိုအားပေးတာသည်ကိုကောင်းကျိုးပြုတာလားကိုပြန်ဖြည့်ဆည်းတာလားကိုပြန်ဖြည့်ဆည်းတာဖြစ်တဲ့အတွက်ဘာသာတူရာဆိုင်မှာသာဈေးဝယ်ယူပါမည်ဆိုတာကိုချင်းချင်းပေါင်းသိမ့်မယ်လို့ပြောတာနော်ကိုချင်းချင်းပေါင်းသိမ့်မယ်သူတို့တွေကိုမပေါင်းဘူးလို့ပြောတာအဲမပေါင်းဘူးလို့ပြောတာသည်ဘယ်တရားနဲ့အညီလဲမင်္ဂလာတရားနဲ့အညီမညီဘူးလားညီလားညီတယ်နော်ကဲနောက်တစ်ခုဘာသာတူရာချင်းချင်းသာဖိုးစာရွေးပါမည်တဲ့နော်အဲ့ဒါကလည်းတတိထားဖို့မလိုလားလို့လားလိုတယ်နော်နည်းနည်းလိုလားအများကြီးလိုလားအများကြီးလိုတယ်ဗုဒ္ဓဘာသာမိဘတွေကကိုယ်သားသမီးကိုလေအဲ့ဒါတွေတတိပေးဖို့အလွန်မေ့လျော့သားသမီးနဲ့မိဘချမ်းမှာဒါပြောလိုက်ရင်ရှက်เสียရလို့ကိုသဘောထားတယ်မပြောတော့ခလေးကမသိတော့ညှိပြီးမှပြန်ခွဲတော့တချင်းလေးတစ်ပုတ်ရှိတယ်ကြားလေးဘာလဲဘုန်းကြီးဆိုပြမှာလားကြားလေးချစ်တဲ့စိတ်ကခိုင်မြဲလေဆိုသွားရောခွဲလို့မရတော့အဲ့ကြမ်းမှခွေးမမိဘမျက်နှာအိုးမဲ့တုတ်တယ်မလုံးနဲ့တော့ကိုမှားတာနော်စောစီးတွေကအတိမပေးသင့်ဘူးလားပေးသင့်လားပေးသင့်တယ်နော်ဒါတိဓမ္မယုံလေးမှာလည်းဘုန်းကြီးတစ်ခါပြောမှုပါတယ်ဒီအကြောင်းစောစီးအတိပေးစောစီးဆိုတာဘယ်အရွယ်လဲနော်စောစီးဆိုဘယ်အရွယ်လဲငယ်လေး10နှစ်17နှစ်တော်ဗလားအဲ့ဒီအရွယ်ဆိုအတော်လောက်ပဲနော်ပြောတော့ဘုန်းကြီးတို့တခါကြီးတယောက်ကစောရကတက်တယ်အရှင်ဘုရား10နှစ်17နှစ်ဘုန်းကြီးကပြီးတော့တပတ်2ခါပြောလို့ပြောတာဘယ်ရက်တွေလဲတောက်ကြနဲ့တနင်္ဂနွေနော်တောက်ကြနဲ့တနင်္ဂနွေနေ့တိုင်းပြောတခါကြီးတယောက်ကဘုန်းကြီးပြောပြတယ်တပည့်တော်သမီးကိုစီကံလေးချက်သတ်မှတ်ထားတယ်ဘာလဲဆိုတော့တစ်ဘာသာကြားမယူရတယ်နှစ်ဘုန်းကြီးမယူရတယ်သူကဒါလည်းပါနော်သူများယောက်ျားမယူရတယ်လေမောင်နှမချင်းမယူရပြရောက်အဲ့လေချက်သတ်မှတ်ထားတယ်တဲ့ကဲအဲ့တော့ဒါမိဘတဲ့ကိုသားသမီးကိုသတိမပေးသင့်ဘူးလားပေးသင့်လားပေးသင့်တယ်အဲ့ဒါတခိုက်တယောက်ပြောအရှင်ပြအဲ့လိုခဏတပတ်2ခါပြောကြတော့ခလေးမကလင်းစိတ်သားစိတ်တွေဝင်စောစစ်အိမ်အောင်ကြကိုဘယ်နဲ့လုံမလဲတဲ့ဘုန်းကြီးကိုအပြစ်တင်တယ်ဒီလောက်ကြီးမပြောနဲ့ပေါ့သူပြောတဲ့အဓိပ္ပာယ်ကအဲ့ဘုန်းကြီးကအကြောင်းရင်းတစ်ခုပြောပြပါတယ်ဘုန်းကြီးပြောပြတဲ့ဆရာမအခုတိရှိတော့တစ်နှစ်ကပြောပြတာဆရာတော်ကိုကုံချမ်းပေးအောင်မယ်တဲ့လုံအောင်ဟာလို့ပြောစမ်းတပည့်တော်ကျောင်းမှာတဲ့တဒန်းကျောင်းသားတဒန်းကျောင်းသူကိုရီးစားစာပေးတယ်တဲ့တဒန်းဆိုတော့ဘယ်နှစ်
နှစ်ပါ 6နှစ်တခါကြီးတစ်နှစ်တော့မရှောနဲ့6နှစ်6နှစ်က6နှစ်ကိုပေးတယ်ဖခနဲ့ပေးလိုက်တာဆရာမမြင်လိုက်တယ်တပည့်တော်မြင်လိုက်တယ်ဗျာတဲ့မြင်တော့ဟိုနှကောင်လာခဲ့ဆိုတော့တို့အိတ်ထဲထိုးထက်ချိန်မရလိုက်ဘူးပေါ့အဲ့တော့မိန်းကလေးလက်ထဲမှာစာနဲ့အမေလက်ကလေးနောက်ပြစ်ပြီးတော့ကုတ်နဲ့လာတယ်တဲ့ဒီရောက်တော့ယောက်ျားလေးကိုတပည့်တော်မေးတယ်ဟာကောင်နေသူ့ကိုဘာလုပ်တာလဲဆိုဟိုကောင်နှုတ်ပိတ်သွားပြီမပြောဘူးတဲ့နှုတ်စမ်းဆိုမပြောဘူးဟဲ့ကောင်ငါမေးနေတယ်ဖြေစမ်းမပြောဘူး3-4ကမေးတာမပြောဘူးတဲ့အဲ့ဒါနဲ့ကောင်မလေးကိုမေးရတယ်တဲ့နင့်သူဘာပေးလဲဆိုစာပေးတယ်ဆရာမပေးတဲ့အဲ့ဒီစာဆိုယူကြည့်လိုက်တော့ဟုတ်တယ်တဲ့ရီးစားစာဖြစ်နေပါတယ်တဲ့ဒါပေမဲ့ဒီတဒန်းကလေးကရေးတတ်လားဘယ်ရေးတတ်မှာဒီကောင်ရေးတတ်ဝါလုံးပေါ့ဝါလုံးနှလုံးဆက်ရင်ထဆင်တူထသွားရင်ဝိဒါပဲသူရေးတတ်မှာကျန်တာမရေးတော့ဒါဆိုတော့လူကြီးတယောက်ရေးထားတာကိုသူပေးတာထင်ပါတယ်လူကြီးကပဲမြောက်ပေးလိုက်လားဘာလားမသိအဲ့ဒါနဲ့ဆရာမကအဲ့ကောင်ဟိုမှာတွေ့ပြီးနင်ဝန်ခံစားဟိုကောင်လုံးဝဝန်မခံဘူးတဲ့ယောက်ျားလေးကနောက်တော့တခါတည်းကြိမ်လုံးကင်ပြီးတော့ဆော်မယ်ဘာညာလဲလုံလဲလို့မိန်းကလေးကတုံးနေအောင်ကြောက်တာကြောက်တော့ယောက်ျားလေးပြောလိုက်တဲ့မောင်အမှန်တိုင်းဝန်ခံလိုက်လေတဲ့မောင်မလေးအဲ့တော့ဘုန်းကြီးကဘယ်နှစ်တတိပေးခိုင်းတာ10နှစ်17နှစ်ဟိုကဘယ်နှစ်နဲ့သိနေပြီဒါဘုန်းကြီးပြောတာစောသလားနောက်ကြအဲ့တော့ပြောချင်တာကအဲ့ဒါလို့တတိပေးထားတော့ကြာပြောရင်စကားတခွန်းရှိတယ်ပြောပါများရင်စကားအောင်ပြောပါများရင်ဘာဖြစ်စကားအောင်ပါဗျာအဲ့ဒီစကားလေးလည်းမှတ်ထားနော်ပြောပါများရင်စကားအောင်တယ်မှန်တယ်ဘုန်းကြီးပြောပြဘုရားရှင်လက်ထက်တုန်းကပုံနာတယောက်ကရစ်ပူဇော်မယ်ဆိုတော့စိတ်တကောင်ထမ်းသွားတယ်စိတ်ကိုခြေထောက်နှစ်ချောင်းကျိုးချီလက်နှစ်ချောင်းကျိုးချီပြီးတော့လက်နှစ်ချောင်းကိုဒီပခုံးပေါ်တင်ပြီးသူထမ်းသွားတာစိတ်ကြီးကခေါင်းကြီးထောင်နဲ့ပေါ့အဲ့ဒါကိုအရက်သမတောက်နေတဲ့၄ယောက်ကမြင်တယ်မြင်တော့ဟိုပုံနာကြီးလက်ထဲအစိတ်တို့အရက်နဲ့မြည်ရအောင်လို့တော့ပေးပါလိမ့်မယ်အာကြီးသူရစ်ပူဇော်ဖို့ကွာငါပြောတဲ့တိုင်လို့ရစီရမယ်အဲ့လိုပြောပြီးတော့၄ယောက်နေရာခွဲလိုက်တယ်ဒီပုံနိုင်နဲ့ခလန်းလန်းကိုပြေးပြီးတော့တယောက်ကထွက်လာလမ်းပေါ်ပြောပုံနိုင်ကြီးခွေးထမ်းပြီးဘယ်သွားမလို့လဲဟဲ့ကောင်ခွေးမဟုတ်ဘူးစိတ်ကွာကျွန်တော်လည်းမျက်လုံးကောင်းပါတယ်ဗျအဲ့ဒါခွေးပါဟဲ့ကောင်ခွေးမဟုတ်ဘူးစိတ်ကွာခွေးပြန်ညင်းပြီးတော့စိတ်တူတူနဲ့ပုံနိုင်ကြီးထွက်သွားနောက်ခလန်းလန်းတယောက်ထွက်လာပြောပုံနိုင်ကြီးခွေးထမ်းပြီးဘယ်သွားမလို့လဲဟိုကောင်လည်းခွေးဒီကောင်လည်းခွေးငါထမ်းလာတာစိတ်ပါငါမျက်မှားတယ်တလားအောင်မမော့ကြည့်တယ်သူကိုယ်တိုင်ထမ်းလာတာပါလေစိတ်သိသိကြီးနဲ့နော်နှစ်ယောက်ရှိပြီးပြောတာဆိုတော့ तू မော့ကြည့်လိုက်တော့ဒါစိတ်ပါသွားပြန်အောင်ရှေ့ကတယောက်ထွက်တယ်ပြုတ်ပုံနာကြီးခွေးထမ်းပြီးဘယ်သွားမလို့ပုံနာမခံနိုင်တော့စိတ်ချအသေးချာကြည့်စိတ်ပါဒီကောင်ကြီးကခွေးတယ်ပြန်ထမ်းပြီးသွားပြန်အောင်ဟိုးရှေ့ကတယောက်ကထွက်ပြီးပြုတ်ပုံနာကြီးခွေးထမ်းပြီးဘယ်သွားမလို့လဲငါမှားတာနေမှာဒီကောင်က4ယောက်တောင်သွားဟာဒီခွေးဆိုပြီးတော့မစိတ်ကိုပဲခွေးဆိုပြီးသူကိုယ်တိုင်ပြစ်ချခဲ့တယ်ဟိုကောင်တွေကကြိုက်တာဗောအရက်နဲ့မီးပလိုက်တယ်ပြတ်ရောဒါတော့ပြောချင်တာကပြောပါများရင်စကားပါဖြစ်အဲ့တော့ကိုသားသမီးကိုအဲ့ဒါလိုပြောလိုက်ရင်ကိုသားသမီးခေါင်းထဲမှာဒီအသီးလေးမရောက်ဘူးလားရောက်သွားလားရောက်တော့စောစောတဲ့ကဒီအသီးရှိရင်မြင်လိုက်တာနဲ့ငါရဲ့ဘဝကျင်ပေါ်မဟုတ်ဘူးဆိုတဲ့အသီးလေးဝင်သွားရင်ရင်းနှီးအောင်လဲမလေသလိုလက်ခံရမှာမဟုတ်ဘူးဆိုတာလဲပိုင်းဖြတ်ထားတဲ့အတွက်ရှောင်လို့တိမ့်လို့မရဘူးလားရတယ်ရပါတယ်အဲ့ဒါကြောင့်မို့လို့စောစောစီစီအသိပေးလို့ပြောတာနော်ကဲအဲ့ဒါလို့ဘုန်းကြီးတွေကပြောတာဒီသူတို့ပေါ်မေတ္တာမထားနိုင်တာလားကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာဆုပ်ယုံမှဆိုလို့လားကိုယ်ဘာသာဆုပ်ယုံမှဆိုလို့နော်ဆုံးယုံမှဆုံးလို့ပြောသူတို့တတ်ပြစ်ရိုက်ပြစ်ဖြက်ပြစ်မိရှုတခုံးမှမပြောဘူးစိတ်ချအဲ့ဒါလို့ပြောရင်လည်းဘုန်းကြီးကဘုန်းကြီးမဟုတ်ဘူးနော်တတ်လို့ပြောလို့တတ်လိုက်ရင်သေသွားပါရဇိကကြောက်ဖြက်လို့ပြောလိုက်ဖြက်လိုက်တယ်ပျက်စီးသွားရင်အဲ့ဒါပါရဇိကကြောက်အဲ့တော့ဘုန်းကြီးတွေပြောတဲ့စကားကိုသေသေးချာချာနောက်ဗုဒ္ဓရဲ့တရားဟာဘယ်နေရာဘယ်လိုကျင့်သုံးရတယ်ဆိုတာမသိဘဲနဲ့ကြံတန်းပြီးတော့ဒီဘုန်းကြီးတွေမေတ္တာမထားနိုင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ပုတ်ခတ်ဆွဲနားထောင်မိသူတွေကဟုတ်လားဒီဘုန်းကြီးတွေဘလို့လဲဘာညာအချောက်တိုက်ဝင်အဲ့တော့အကုသိုလ်တွေဖြစ်မှာဆိုလို့နားထောင်ဘူးတဲ့သူတွေမမှားအောင်လို့ဘုန်းကြီးကဒါလေးကိုသတိပေးပြောတာနော်ကဲဒါဆိုရင်မင်္ဂလာကိုဘယ်နေရာမှာသုံးမလဲကြီးပွားတိုးတက်ရေးမှာသုံးမေတ္တာကိုဘယ်နေရာမှာသုံးအေးချမ်းရေးမှာသုံးနော်
အဲ့ဒါဆိုသူ့နေရာနဲ့သူကျင့်လို့မရဘူးလားအဲ့ဒီနေရာလေးမှာအင်းစိန်မြို့ရွာမပရိယတ္တိဆရာတော်ပြောတဲ့ဥပမာလေးဘုန်းကြီးကသဘောကျလို့နည်းနည်းရှင်းပြသူ့နေရာနဲ့သူကျင့်သုံးရမယ်ဓမ္မกว่าတယ်ဘာနဲ့တူလဲဆိုရင်တောက်ရီအိုးကရေနဲ့အိမ်သားတွေကရေတူလားတောက်ရီအိုးကရေကဘာလို့ဖို့တောက်ဖို့အိမ်သားတွေကရေကဆေးဖို့မတူဘူးနော်သူတို့ဆိုလိုတာကစာရေးဆရာတွေဆိုလိုတာကလူချင်းတူတူဘုန်းကြီးတွေကခွဲခြားတယ်မေတ္တာမထားနိုင်ဘူးပေါ့အဲ့ဒါဆိုရင်ရေချင်းအတူတူဘာဖြစ်လို့အိမ်သားရေမတောက်တာလဲဟုတ်တယ်မလားဘာဖြစ်လို့လဲတောက်ဖို့ရေမဟုတ်လို့မတောက်တာဘာဖြစ်လို့တောက်ရေအိုတွေကရေကိုတောက်တာတောက်ဖို့ရေမလို့တောက်တာအဲ့တော့မေတ္တာကိုလည်းမေတ္တာနေရာမှာကျင့်သုံးမင်္ဂလာကိုလည်းမင်္ဂလာနေရာမှာကျင့်သုံးတောက်ရေကတောက်ရေပြီးတော့ဗာလဲအိမ်သားရေကအိမ်သားရေဟာရေချင်းတူတူမခွဲခြားပါနဲ့လို့ပြောရင်အဲ့ဒီလို तू မယုံရင်တောက်လိုက်တော့များတော့မတောက်ခိုင်းနဲ့မတောက်ဘူးဟုတ်တယ်မလားအဲ့ဒါကိုအတင်းရောပြီးတောက်ခိုင်းနေတယ်ဆိုရင်သူတို့တရားလားမတရားဘူးလားမတရားဘူးနောက်တစ်ခုဆရာတော်ကြီးပေးတဲ့ဥပမာပဲမျက်နှာတုတ်တော့လဲတစ်ဘက်ခြေထောက်တုတ်တော့လဲတစ်ဘက်မရှိဘူးလားရှိတယ်ဒါဘုန်းကြီးတို့အခုဒီမှာမြန်မာပြည်မှာတိတ်ပြီးတော့မြန်မာပြည်လည်းနည်းနည်းသုံးတာပါပြီဟိုတယ်တွေမှာဘုန်းကြီးတို့နိုင်ငံရခြားသွားလဲတဲလို့ရှိရင်လေအောက်ကခြေထောက်တုတ်ဖို့ထားတာလဲတစ်ဘက်ပဲမျက်နှာတုတ်တာလဲတစ်ဘက်ပဲတခါကိုယ့်တစ်ဘက်လေးယူသွားမှနည်းနည်းအဆင်ပြေသူတို့ကခြေထောက်တွေခေါင်းတွေဖင်တွေခွဲတာမဟုတ်ဒီလူတွေကသုံးရင်သုံးပလိုက်တာပဲကိုကသွားလို့သုံးရင်အဲ့ဒါပြဿနာတက်အောင်အဲ့တော့မျက်နှာတုတ်တဲ့တစ်ဘက်ကဘာလုပ်ဖို့လဲမျက်နှာတုတ်ဖို့ခြေထောက်တုတ်တဲ့တစ်ဘက်ကဘာလုပ်ဖို့ဟာတစ်ဘက်ချင်းတူတူမခွဲနဲ့လေကွာဒီလိုပြောလို့ရှိရင်မယွန်တတ်ရင်ခြေထောက်တုတ်တဲ့တစ်ဘက်ကိုဘာလုပ်လဲမျက်နှာတုတ်လိုက်ကိုမယွန်ရင်ကိုတုတ်သူများကိုဟဲ့ကောင်ဒါတစ်ဘက်ချင်းတူတူမင်းမခွဲနဲ့တုတ်လို့တိုက်တွန်းလို့ဖြစ်မလားဖြစ်ပါဘူးဗျာအဲ့တော့သူ့နေရာနဲ့သူကျင့်သုံးရမယ့်တရားကိုသူ့နေရာနဲ့သူမကျင့်သုံးပဲနဲ့နော်သူ့နေရာနဲ့သူကျင့်သုံးရမယ့်တရားကိုသူ့နေရာနဲ့သူမကျင့်သုံးပဲနဲ့အယောရောအနှွန်တော့လှုပ်ခိုင်းလို့ရှိရင်သူတို့မမှားဘူးလားမှားလားမှားတယ်ကဲအဲ့တော့တရားကိုတရားနဲ့အညီကျင့်သုံးတတ်ဖို့ဘုန်းကြီးတို့ပြောပြတာနော်သူ့နေရာနဲ့သူကျင့်သုံးပါမင်္ဂလာကိုမင်္ဂလာလို့ကျင့်သုံးမပေါင်းတဲ့သူကိုပေါင်းရမလားမပေါင်းအောင်လားမပေါင်းတိုင်းလို့မပေါင်းတဲ့လို့ပြောတာကိုမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်ဒါတရားကိုနားမလဲလို့သူတို့ပြောတာကဲနောက်တစ်ခုဒါလေးနဲ့ဆက်ဆက်ပြီးတော့တလောစီကဘုန်းကြီးဖတ်လိုက်တဲ့အကြောင်းအရာလေးတစ်ခုရေးခြင်းတဲ့လူရေးထားတာဘုန်းကြီးကောင်းတဲ့တော့ဆွဲသွားတယ်တောရွာတရွာမှာဘုန်းကြီးတစ်ပါးသီလပေးတယ်ထုံးစံအတိုင်းပေါ့ဩကာသကစတယ်ခုနဘုန်းကြီးပေးတယ်လို့ပဲနော်ပါဏာတိဘာဒဝေရမဏိသိက္ခာပရံသမာရိယာမိလူတွေလည်းပါဏာတိဘာဒဝေရမဏိသိက္ခာပရံသမာရိယာမိအဒိဏဒါနဝေရမဏိသိက္ခာပရံသမာရိယာမိအဒိဏဒါနလူတွေလည်းကာမေတုမိစ္ဆာဇာရဝေရမဏိသိက္ခာပရံသမာရိယာမိဆိုတော့တက္ကမကြီးတယောက်ကထတားတယ်တဲ့အရှင်ဘုရားအဲ့သိက္ခာပုံမဆိုပါနဲ့ဘာဖြစ်လို့လဲလူအခွင့်အရေးနဲ့မကိုက်လို့တဲ့နောက်ပိုင်းကျရင်ဘုန်းကြီးတို့၅ပါးသီလချုပ်ပြရတော့မှာ၃ပါးသီလပြောင်းအောင်မဲ့သဘောရှိတယ်လူအခွင့်အရေးနဲ့မကိုက်လို့အဲ့ဒါကိုမဆိုပါနဲ့တဲ့တကဘာလုံးက16နှစ်ပြည့်ရင်ကြိုက်တယ်လို့နေခွင့်ရှိတယ်လို့သတ်မှတ်ထားတာရှင်ဘုရားတို့ကကာမေတုမိစ္ဆာဇာရဆိုတော့ဒါချုပ်ချင်တာပဲတဲ့သူနေကျင်တယ်လို့နေမှာပေါ့လူအခွင့်အရေးနဲ့မကိုက်လို့ဒါမဆိုပါနဲ့ဆိုတော့ဆိုတဲ့ဘုန်းကြီးကန့်လန့်ဖြစ်အောင်အဲ့တော့လူအခွင့်အရေးဆိုတာနေရာတကာသုံးလို့ရလားမရဘူးနော်လူအခွင့်အရေးကနေရာတကာသုံးလို့မရဘူးနောက်ပြီးတော့ဘုန်းကြီးနည်းနည်းပြောမယ်မူတာဝါဒဝေရမဏိသိက္ခာပရံသမာရိယာမိဆိုလူတွေလည်းဆိုးတယ်မူတာဝါဒဝေရမဏိသိက္ခာပရံသမာရိယာမိတုရမေရိယမေဇပမာရဌာနဝေရမဏိသိက္ခာပရံသမာရိယာမိဆိုအဲ့ဒီမိုက်ထတာပြောင်းရှင်ပြဒါလည်းမဆိုပါနဲ့ဘာဖြစ်လို့တကဘာလုံးလွတ်လပ်စွာတောက်သုံးခွင့်ရောင်းဝယ်ခွင့်ပြုထားတာသူတို့အခွင့်အရေးကြိုက်ရင်တောက်မယ်မကြိုက်ရင်မတောက်ဘူးပေါ့ဘာမတောက်နဲ့လို့ပြောတာလဲအဲ့ဒါလူခွင့်ရေးချိုးဖောက်တာဆိုတော့နောက်ပိုင်းကျရင်ဘုန်းကြီးတို့သီလပေးတာတော့တော်တော်သက်သာသွားမဲ့သဘောရှိတယ်နော်ဘယ်နှပါးသီလပေးရမှာ၃ပါးကြိုက်လားမကြိုက်ပါဘူးအမလေးနော်အဲ့တော့နေရတကလူအခွင့်အရေးလို့ပြောလို့မရဘူးနော်လူအခွင့်အရေးဆိုတာမသုံးကောင်းဘူးမဟုတ်ဘူးသို့တော့ဘာသာတရားတစ်ခုဟာစံတစ်ခုအနေနဲ့တန်ဖိုးထားတဲ့အရာတွေမရှိဘူးလားရှိလားရှိပါတယ်ဗျာရှိတယ်ပါဏာတိပါဒဆိုတာဘာလဲသူတစ်ပါးအသက်မတတ်နဲ့လို့ပြောတာကိုယ်အသက်အနဲ့ထိုးကြည့်မခံနိုင်ဘူးအဲ့သူများကိုလည်းမတတ်နဲ့အဲ့ဒါဘာလဲကိုချင်းစာတရားအဒိဏဒါနကိုယ်အိမ်ကြတော့သောအတ္တပိတ်ထားတယ်သူများအိမ်မခိုးနဲ့
ကိုချင်းစာတရားနော်ကာမေသူမိစ္ဆာစရကိုမရထိဓာကြည့်တယ်သူများမရလည်းမထိသင့်ဘူးနော်အဲ့ဒါကိုသွားပြီးတော့မစောပါနဲ့အရှင်ဘုရားလူခွင့်ရေးနဲ့မကိုက်လို့ဆိုလို့ရှိရင်ဒါဟာအဲ့ဒီလိုစီးနဲ့ကန်းနဲ့နေတဲ့လူတွေရဲ့အခွင့်အရေးကိုချိုးဖောက်ရမရောက်ဘူးလားရောက်သွားလားရောက်သွားတယ်နော်ကဲသုဒ္ဓမေတ္တယဘုရားကဘာကြောင့်တားမြစ်တာမှားမှစိုးလို့တားမြစ်တာဘာဖြစ်လို့လဲမှားမှစိုးလို့အရဲ့အပြစ်တွေအများကြီးပဲဘုရားဟောထားတာရှိတယ်အချင်းချုပ်ပြောရင်မှားမှစိုးလို့တားမြစ်တာတောက်လိုက်ရင်မူလစိတ်လားနောက်ကြည့်သွားလားနောက်ကြည့်သွားပါဘူးနောက်ကြည့်သွားရင်အဲ့နောက်ကြည့်တဲ့စိတ်နဲ့စဉ်းစားတွေးခေါ်ဆုံးဖြတ်တာတွေဟာအမှန်ဖြစ်နိုင်အောင်မလားဖြစ်ပါဘူးဗျာမဖြစ်နိုင်ဘူးเนาะအဲ့ဒါကြောင့်မလို့ကုသိုလ်ပညာဥစ္စာ၃မျိုးမှမေ့လျော့စေတဲ့တရားလို့ဘုရားကဟောတယ်ဒါတောက်ပြီးရင်ကုသိုလ်လည်းဘာဖြစ်သွားလဲမေ့သွားတယ်ဥစ္စာဒနာလည်းမေ့သွားတယ်အမှုလွန်ပြီးတော့ကိုယ်ဥစ္စာဘယ်နှကြံကမှမသိတဲ့လူတွေအများကြီးเนาะတတ်ထားတဲ့အတတ်ပညာတွေလည်းမေ့သွားတယ်အဲ့ဒါတွေမမေ့ရလေအောင်လို့ဒီအရာကိုမတောက်သုံးနဲ့မေ့သွားတယ်မှားသွားတယ်ဒီလိုမျိုးဖြစ်တယ်လို့အဲ့ဒါကိုလူအခွင့်ရေးနဲ့တားလို့ရှိရင်တားတဲ့လူမှန်သလားမှားသလားမှားနေတယ်နော်အဲ့တော့ဘုန်းကြီးပြောချင်တာကအခုခေတ်မှာ human right လို့လူတွေသုံးတယ်မနေ့ကဘုန်းကြီးတို့တွေ့ခဲ့တဲ့လူခွင့်ရေးကိုယ်စားလှယ်တယောက်တွင်ပြောတယ် human right တွင်လေးပြောတယ်အဲ့တော့ဘုန်းကြီးတို့ဥက္ကဋ္ဌဆရာတော်ကြီးနည်းနည်းပြန်ပြောလိုက် human right လူအခွင့်အရေးဘုန်းကြီးတို့လက်ခံတယ်လက်မခံဘူးမဟုတ်ဘူးလက်ခံတယ်သို့တော့မြန်မာနိုင်ငံသားတွေမှာအခွင့်အရေးမရှိဘူးလားရှိလားရှိပါတယ်ဗျာဒီမြေဒီရေကိုတိုင်းရင်းသား135မျိုးအရင်ကနေထိုင်ပြီးတော့ဒီနိုင်ငံကိုတိုင်းရင်းသား135မျိုးနဲ့ဖွဲ့စည်းထားတယ်ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းသားရှိသလားမရှိပါဘူးရှေးကလည်းမရှိခဲ့ဘူးယခုလည်းမရှိဘူးနောက်လည်းမရှိဘူးအဲ့တော့နိုင်ငံတော်အစိုးရကလည်းလက်မခံတယ်လို့ပြည်သူတွေကလည်းလက်မခံဘူးအဲ့ဒါကိုကုလသမဂ္ဂတွင်ရေးမှုချုပ်ဘန်ကီမွန်းရဲ့ကုလသမဂ္ဂတွင်ရေးမှုချုပ်ရဲ့ကိုယ်စားလှယ်အနေနဲ့ Mrs. ယန်ဟီလီရဲ့လာပြီးတော့ရိုဟင်ဂျာကိုနိုင်ငံသားသတ်မှတ်ပေးပါလို့အတင်းကျပ်လာတောင်းဆိုခြင်းသည်မြန်မာနိုင်ငံသားတို့ရဲ့အခွင့်အရေးကိုမလုပ်လိုက်တာချိုးဖောက်လိုက်တာမချိုးဖောက်လားချိုးဖောက်လားချိုးဖောက်ပါတယ်ဗျာချိုးဖောက်လိုက်တာအဲ့ဒါလို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တခါလာတဲ့ဗမာနိုင်ငံသားတွေတောင်းပြီးတော့ခံလိုက်တယ်အောင့်အီးပြီးခံလိုက်တယ်မပြောဘူးယန်ဟီလီလည်းလာလိုက်ရောမခံနိုင်တော့အဲ့တော့မနေ့ကဘုန်းကြီးတို့ဆရာတော်ကြီးကပြောလိုက်ပါတယ်ကိုရီးယားတွေကသူတို့နိုင်ငံမှာလက်မခံနိုင်တဲ့တရားကိုမြန်မာပြည်ဘာကြောင့်အတင်းလာထည့်နေတာလဲကိုရီးယားမှာမွတ်စလင်မရှိဘူးမြေရောင်းခွင့်မရှိဘူးမွတ်စလင်ကိုလုံးဝလာခွင့်မရှိဘူးအဲ့ဒီခါကျတော့သူတို့ကျတော့လုံးဝလက်မခံဘဲနဲ့ဗမာပြည်လက်ခံမှာအတင်းကြီးတိုက်တွန်းတော့သူတို့မကျင့်သုံးနိုင်တာကိုကိုယ်နိုင်ငံလာပြီးတော့ကျင့်သုံးခိုင်းတယ်ဒါဆိုရင်ချမ်းသာတဲ့နိုင်ငံအင်အားကြီးတဲ့နိုင်ငံတွေကအင်အားနည်းတဲ့နိုင်ငံကိုအနိုင်ကျင့်ရရောက်မနေဘူးလားဒီကပြန်ပြောလိုက်သူတို့တစ်ချက်ဝန်ခံသွားတယ်ဟုတ်ပါတယ်တဲ့အဲ့ဒါမျိုးတွေရှိတယ်ဘာဖြစ်လို့လဲကုလသမဂ္ဂမှာ OIC ဆိုတာဘယ်နိုင်ငံ58နိုင်ငံတစုတည်းစုထားတာနော်တခုခုဆုံးဖြတ်တော့မယ်ဆိုရင်သူတို့မဲရဖို့လိုတယ်သူတို့ကဓမဲတယ်လို့ဖြစ်နေတဲ့အတွက်အဲ့ဒီမဲရခြင်းရင်သူတို့တောင်းတာတွေလိုက်လျောအဲ့တော့သူတို့ကဒီနိုင်ငံကိုအစ္စလာမစ်နိုင်ငံဖြစ်စေခြင်းတော့ဒါကိုအတင်းဖိအားပေးပြီးလုပ်ခိုင်းတယ်ဒါကြောင့်ကုလသမဂ္ဂကိုယ်စားလှယ်တွေလာပြီးပြောရတယ်အဲ့တော့နှစ်ကြိမ်မြောက်ပြောတော့မခံနိုင်တော့ဥဝိဒသူကနည်းနည်းတွေ့လိုက်အောင်ကြားလားတွေ့တာကြားပါတယ်ဗျာအဲ့လိုတွေ့လိုက်တော့ရိုင်းဆိုင်တယ်အားလုံးဝိုင်းပြီးတွေ့ကြတယ်ပေါ့ကဲဘုန်းကြီးတို့တရားဓမ္မတွေအဲ့ဒါဘယ်လိုသုံးသပ်ဘုန်းကြီးပြောပြမယ်နော်စကလုံးကျမ်းတာမှန်တယ်စကလုံးတော့မကျမ်းဘူးနဲ့ကျမ်းသွားလားကျမ်းပါတယ်ဗျာကျမ်းတာမှန်တယ်သူတို့ကဖိအားပေးတယ်အစိုးရရောဘာသာရေးကောင်းဆောင်နေရရောဥဝိဒသူကိုရှုတ်ချပေးပါလုံးဝမရှုတ်ချနိုင်ဘူးလို့ဘာဖြစ်လို့လဲတစ်ဖက်ကကျမ်းတာကိုကြီးမကြည့်နဲ့တစ်ဖက်ကမတရားအတင်းမခံနိုင်တာကြီးကိုလာလုတ်ခိုင်းတာကိုလည်းကြည်အောင်သူတို့ပြောပေးလိုက်ဒီနိုင်ငံမခံနိုင်တာဒီလူမျိုးမခံနိုင်တာကိုအတင်းကြပ်ကြီးဖိပြီးလာလုတ်ခိုင်းတယ်အင်အားကြီးတိုင်းအင်အားနဲ့နိုင်ငံကိုအနိုင်ကျင့်တယ်အဲ့တော့ဒီဘက်ကပေါက်ကွဲထွက်သွားလိမ့်မယ်နောင်ခါဒီလိုမဆဲဆိုပါနဲ့လို့မကြမ်းတမ်းတဲ့စကားလုံးမသုံးပါနဲ့လို့ဥရသူကိုဆရာတော်ကြီးကဆုံးမပြီး
Eri kula tamaka beka lebe Nyama nangan point piosa nangan lego In Archie and Naina Machine, Yama Pidu Pidade, Ako Laute, Kula Tamaga, Yongia de Kula Tamaga Pia, Nene Chusa Biva. Through Lakamare, Hote, Kula Tamagama, Edilo, 19 she de, in Archie Memiara, and 19 she de through Lakan. Edo, Piogenaga. The Paka Pine Luin, the Paka Papito, Pauquedo, Jane, Yande, Shocha Biba. Ero, Poino at Twachida. Ula the Magaga, Nayuan Pebala, the Pete Bala. No? Yama Soya ne, Taidu Vidariga. Rohinja Mashibu, look a changing a chow jare, pure. Eri count of your Zagatrun, Jaren Nayue, Mashibu. Aku Pineto like Doma Jares, Rodru, said I may jar and Nayu de Pepeshi. No? Nayu Benepepa. Ula the Magazra, Nayu de Pete Pare Poesi. Hold a man. Poido Twajide, who would have to be a channel of Mamare, Poide Bani, Mabiora, Kaune, Poido Leperoma Matomau. Dodo, Dido Biomatro, Tidwara. Tidwara, throw a shake where a shake where a Kajaro, DOPR bidding. Shocha Biba. Tangamanaga Lambioro, the Tanganaga, Malonaibu. Sarah go Poide Barazika Jadu, Sarah's Rapase Abba, Tidna Giant Piautora. Putu Saint Doda Leo Sarah Sura, Mapina, Pinana. Sarah Lutoya Meso in the Bama Majam Secha. Jaumana. Doda Leo Pita Dele. Putu Saint, Ponies Hora, Kongan Bonga Chana to Tiama Machino. Mika Muela that me Poido the Garagamari Lube. We need to go to South Sea on in the red Papitra. Mim yet dead Tanga so we go with Jara no. Ero Poide ha Baman Luda Miba Tabaga Muipuala de Lube Pide Adwe Doda Alia Piomi Daddy Shiga Shinaimare Machina Shinai de Nyaswa Payadon Low Ayen Jandan as a calo bone matter. Poi told Yolo Macaulo Mabio. Yahan Chinchema Nyaswa Pia so minded. Taka totally Nala or Macana or Piazoma like that is she. Pilena was a mate. Santa go the bait alone to an account at the Gobia or Paya Pio like the Sakalo. Toton Ninana. The bait alone Yabo meant the Gobia as Hoyim. Paisan Yajin lo go in Gago, Piade, a Myoda Milo, Chimney Bula. Okay. Paya Pio like that, no? Taha Peter Zalo, 9 Dabe. Okay, at the low Chimney Ulazoria, Payane, low Ayen, Madonna Dona. Dona, now Paduma Mapia, the current now Chin Down. Paya don't have it like that. Time Paya Dodan at Dona, don't they know Donata. Era go wine be Shocha Beba, Kay, Beba, sort of Malona, Bulu, Putu Zen, Doda Alia, Pit that day. I don't. Poido the Gargamare. Neyaraga, Luquin ye, so be do, Dolo Yamala. Era Jitwa Doyen, Bada dea, Piauque, Duame a ye, Shinevino, the Jamulo Poido the Gargamariga, Amio Bada, Dadana, Maque Piaupo, Go Lumio, go Bada, go Dadana, Amiedese, a send as I Chiwa to Deboso in Pediane and Ye Chendo, Mingala Diane and Ye Chendomba, Mimi, Mimi, Winjin, A Jambo, Pediago Chendo. Meda dia Chendoma, Poido Kodai. Maneke Meda Bolo, Tatawa Alongo, Pobi, a two the pin. IS a poet. Boko Hara a poet, Hama a poetiga, Toto, yes, Malona Loda. Lode, a shelala, libido, that daddy, Trone Bada to Kainque leve, that head away. Bada Matura Korean Malay solution leve, to Bada a team with my way and that When I make a Shindan when better, Dodo, Tomiashi Yonsa like that, Teotola, I make a lady Boa, Paroma Piamiano. Pianguena Michido. I don't throw letter Yaudo, make a lady, Panet to less so yin. Jabas at Bado at Tamilo, but Palau Chauto Nible. Era Iobubido, DIS de Genema Lebe, my winnie, a Madiaji Kinsen Numbia Basi. Chimare, Doda Sankade, Jibia Basi. Throw Yamashi, the Chauyon Thailand needed. A bit mad do they let Johnny and Timamu came as a Deep Sojigan, Lumia Jabasi, Poi, Menetime Metapo. Metago, Medalube, Chentone. The Romulo Mapolo Machino, Pode.
မြန်မာပြည်အာယုံပြုတ်ရင်လည်းပဲမြန်မာနိုင်ငံသူနိုင်ငံသားကိုမေတ္တာပို့ရင်လည်းပဲမြန်မာနိုင်ငံနဲ့ဟိုလူမျိုးမပါဒီလူမျိုးမပါမခွဲဘူးတနိုင်ငံသားလုံးအကုန်လုံးမေတ္တာပို့မေတ္တာကိုမေတ္တာလို့ကျင့်သုံးတယ်သို့တော့မိမိရဲ့အမျိုးဘာသာသာသနာကြီးပွားတိုးတက်ဖို့ဆိုရင်တော့မင်္ဂလာကိုဘယ်လိုကျင့်သုံးမင်္ဂလာလို့ကျင့်သုံးဒါကိုသူ့နေရာနဲ့သူကျင့်သုံးတတ်အောင်ပြောတာကိုမေတ္တာမထားနိုင်သူလို့ဆွဆွဲတာသည်ဘုန်းကြီးတွေမှားနေတာလားဆွဆွဲတဲ့လူမှားတာလားဆွဆွဲလူမှားအဲ့ဒီခွေကတော်တော်လေးပြန့်သွားတယ်ဒီဘက်ရောက်မရောက်မသိဘူးတော်တော်ပြန့်သွားတဲ့အခါကျတော့ဒီခွေရောက်သွားတဲ့နေရာတွေမှာအချောက်တိုက်ဗုဒ္ဓဘာသာတွေဘုန်းကြီးတွေပြင်မပြီးဒုက္ခရောက်အောင်မယ်တလောကလည်းထင်နေဥဆိုပက်ပက်ဆက်ဆက်ဘုန်းကြီးတွေကိုဆဲလိုက်တဲ့ရစရာမရှိဘူးပြောတာအဲ့လိုတွေပြောသူ့နောက်ကလက်ကုပ်တီးပေးတဲ့လူကလည်းရှိသေးတယ်အဲ့တော့လက်ကုပ်တီးတဲ့လူကတီးပြောတဲ့လူကပြောဒေါသနဲ့လေပုံစံလည်းခတ်ထွေထွေလေးထင်ပါတယ်အဲ့တော့ရဲရဲတင်းတင်းပက်ပက်ဆက်ဆက်ဖះကိုလည်းကိုနှမကိုယူတဲ့မျိုးဆိုတခါတုတ်ပြန်အောင်ဖះလည်းမကြံဘူးဘုန်းကြီးတွေလည်းသပင်မရှိတာနဲ့မရှိတာပဲကွာတယ်တဲ့သူနဲ့ဘာမှမထူးဘူးတဲ့တခါမုတ်ဆိုးကိုသင်္ကန်းပတ်တယ်လို့ပဲတောင်းတုတ်ထုံမုတ်ဆိုးလည်းသင်္ကန်းပတ်တာပဲတဲ့ဒီကိုတော်တွေလည်းအဲ့ဒီတိုင်းပဲဆိုတော့ဘုန်းကြီးတွေကတာမန်လူအဆင့်အောင်မရှိတော့မုတ်ဆိုးအဆင့်ရောက်သွားပြန်ရောအဲ့တော့ဒီလိုတွေစော်ကားတယ်သူပြောတဲ့စကားဘုန်းကြီးကဒီမိုကရေစီတောင်လန့်သွားတယ်ဒါဒီမိုကရေစီလွတ်လပ်စွာပြောခွင့်ရှိတယ်ကျုပ်ပါဇက်နဲ့ကျုပ်ပြောတာဘယ်သူမှပိတ်လို့မရဘူးဆိုတော့အဲ့တော့ဘာပြောတာလဲဒီမိုကရေစီဆိုတာပြောခြင်းရပြောလို့ရတယ်စော်ကားခြင်းသူစော်ကားလို့ရတယ်ဆိုအတိတ်ပဲမထွက်ဘူးနဲ့ထွက်နေတာအဲ့တော့အဲ့ဒီဒီမိုကရေစီကလွတ်လပ်စွာအပယ်ချခွင့်လည်းရှိနေတယ်ဒါလေးလည်းနားလည်ဖို့လိုတယ်နော်မပြောသင့်သူကိုပြောရင်လွတ်လပ်စွာအပယ်ချခွင့်လည်းရှိနေတယ်ဒါကြောင့်ဒီမိုဆိုတော်တော်လေးတောင်မှလန့်တယ်လို့ဖြစ်သွားတယ်သူတို့ပြောတဲ့ပုံစံတိုင်းလေကဲဒါဟာမင်္ဂလာကိုမင်္ဂလာလို့ကျင့်သုံးဖို့မေတ္တာကိုမေတ္တာလို့ကျင့်သုံးဖို့သူ့နေရာနဲ့သူကျင့်သုံးတတ်အောင်ခွဲခြားပြီးတော့မမသင့်သူတွေမမအောင်အတိပေးတဲ့အနေနဲ့ဟောကြားပါတယ်အားလုံးလိုက်နာကျင့်သုံးနိုင်ကြသဖြင့်မေတ္တာအားလျော်စွာအေးချမ်းတဲ့ဘဝကိုလည်းပိုင်ဆိုင်နိုင်ကြပါစေမင်္ဂလာအားလျော်စွာမိမိတို့မိသားစုရောအမျိုးဘာသာသာသနာတော်ရောကြီးပွားတိုးတက်နိုင်ကြပါစေသာသနာတော်ရဲ့အသီးအပွင့်ဖြစ်တဲ့မဲဖို့နိဗ္ဗာန်ကိုလည်းလင်းမြန်စွာရနိုင်ကြပါစေကုန်တည်းသာကာမဘောဂီဇောဝတိနဲ့လောကီအာယုံကာမဂုဏ်ညောင်ငွေ့ကိုမတွေ့သေးကြောင်းပုံအောင်ဖွဲ့ခွာသာသနာနယ်ပယ်မှာကဏ္ဍဒုဒဝိပဿနာဒုဒရဲ့ဒုဒနှစ်ပြားကြင်ကြံကြုတ်ကိုအားထုတ်၍သာသနာတောင်များထမ်းဆောင်တော်မူစဉ်ပင်မမှုမရှိရလေအောင်တရားချစ်ခင်သူတော်စင်အပေါင်းတို့မှာရှာမိကရတဲ့ဓမိယလာတာတန်စင်မော်မြတ်လာတဲ့ချွေးနှဲစာများဖြင့်ဆရာတော်ရှိသူမြတ်ဤစွမ်းသင်္ကန်းကြောင်းစေးရတို့၄ပါးသောအာမိတဒါနဓမ္မပူဇာဟုဝတ္ထုလာဖျားဖျားတို့ကိုကပ္ပိယကာရမတဆင့်စက္ကလူတောင်းွယ်ပြုပါရန်ဘုရားသည်တော်ခြေတော်ဥက္ကရိုသေစွာလျှောက်ထားပါသည်ဆရာတော်ရှိသူမြတ်ဘုရားယနေ့25ရက်တလ2015တတိယအချိန်မြောက်ရန်ကုန်တိုင်းကြောက်တရားမြို့နယ်အမှတ်3ရပ်ကွက်36လမ်းအထက်လမ်းမိသားစုများဤစတုထညဓမ္မပူဇာတပင်အခမ်းအနားမှာကပ္ပိယကရာဖြစ်တဲ့ဆောင်ရွက်လူတန်းမဲ့အတက်ခံပေးမဲ့ပုဂ္ဂိုလ်များဖြစ်တဲ့ဗုဒ္ဓဝေယဝိစ္စဓမ္မယုံဥက္ကရာကြီးဥတာထိန်မှကြွရောက်လက်ခံပေးပါရန်နဲ့အလူရှင်များဤကိုစားဗုဒ္ဓဝေယဝိစ္စဓမ္မယုံနဲ့စင်းစစ်ဥသိမ့်ထိန်မှလူတန်းပေးပါရန်လေးစားစွာဖြင့်ဖိတ်ကြားပါရခင်ဗျာဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာယနေ့သရတိလတုတ္တစာကပညာဟိတုတ္တပါရလို့သူတော်ဥစ္စာခုနှစ်ဖြာပြည့်စုံတော်မူကြကုန်သောတရားပွဲသို့အားခဲကရောက်ရှိလာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့နဲ့တကွခုနှစ်သားသမီးပေါင်းတို့ရဲ့လူတန်းတော်မူရတဲ့အာမိတဒါနဓမ္မပူဇာဝတ္ထုတော်ဒီက35,25,800ကျပ်နဲ့အမေရိကန်ဒေါ်လာ128ဒေါ်လာထိုင်းဘတ်ငွေ100အိန္ဒိယရူပီ100နဲ့အင်ဒိုနီးရှားရူပီ1000တို့ဖြစ်ပါတယ်ဝမ်းမြောက်မှုမော်တာဓုခေါ်တော်မူကြပါခင်ဗျာသာဓုသာဓုသာဓုလေစီပိသလသိက္ခာကာမနဲ့ပြည့်စုံတော်မူပါသောဓမ္မဒုဒအရှင်ပညာဝရဆရာတော်ရှင်သူများဖရာဖရာပြီးတော့ခြေတော်ဥက္ကယူသေးသွားလျှောက်ထားပါသည်ဖရာဖရာပြီးတော့ကြောက်တရားမြို့နယ်အမှတ်3ရပ်ကွက်36လမ်းမိသားစုများဤတတိယအချိန်မြောက်စတုဒ္ဒညတရားဓမ္မသဘင်အောင်ပွဲသည်ကအောင်မြင်ပြည့်မြောက်ပြီဖြစ်ပါသည်ဖရာဤအောင်မြင်မှုရဲ့အကြောင်းသာရကဖြင့်ယနေ့ပြုသည့်များသောဒါနကုသိုလ်စောင့်တည်ရတဲ့သီလကုသိုလ်နာကြားရတဲ့ဘာဝနာကုသိုလ်
ဆောင်ရွက်ရတဲ့ဝေယဝိဇ္ဇာကုသိုလ်ဤကောင်းမှုပုံညဘာကကုသလတို့ကိုဘဝသုံးဆိုင်သုံးခရိုင်မှာဥက္ကံပြည့်သူဟူသမျှမနုဿဒေဝနတ်မြတ်မှာအပေါင်းတို့တကွဘဝဟောင်းဘဝတဲ့မှာတော်ဆက်တော်မွေးရတဲ့မိဟောင်းဖာဟောင်းဆွေဟောင်းမျိုးညာတကာအပေါင်းနဲ့ယခုဘဝတွင်တော်ဆက်တော်မွေးရတဲ့မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားဥထိတ်ထား၍ဘုံ31ရှိသမျှဝေနေယတတ္တဝါသားအပေါင်းတို့တကွမြင်ရသည့်ပုဂ္ဂိုလ်မမြင်ရသည့်ပုဂ္ဂိုလ်ထိုဝဝအဖို့ဘာကတို့အားဖျားသပြောများနဲ့အတူတကွဝမ်းမြောက်မှုမောသာဓုခေါ်စီရာဆရာတော်ရှိသမျှမှာအနုမောနာရေသက်ချတရားရည်တို့ချင်းမြင့်ပေးသနာတော်မူပါမည်ကြောင်းခြေတော်ဆုံးခိုးလုံးရရိုသေးစွာလျှောက်ထားအပ်ပါသည်ဆရာတော်ရှိသမျှဗျာကဲဒီနေ့အပါဝင်ပေါ့ဒီနေ့အတွက်လည်းရေစက်ချရှေ့က3ရက်ရောပေါင်းပြီးချမယ်နော်မှန်ပါဗျာရေစက်နှစ်ခါထပ်ချတော့ဘာဖြစ်တတ်ဘိုးကောင်းတာပေါ့ဗျာကုသိုလ်ထပ်ရတာပေါ့နော်မှန်ပါဗျာအဲ့တော့၄ညတိုင်တိုင်ကျင့်ပတ်အပ်တဲ့ဓမ္မသဘင်မှာညစဉ်ညတိုင်းတရားတော်ကိုရည်မှန်းလှူဒန်းရတဲ့ဒါနစောင့်တည်ကျင့်သုံးရတဲ့သီလပြုလုပ်ဆောင်ရွက်ကြတဲ့ဝေယဝိစ္စနာကြားပွားများကြတဲ့ဘာဝနာကောင်းမှုအစုစုကိုမိမိတို့အတွက်နိဗ္ဗာန်စုပန်းဆင်ပြီးတော့အနန္တတတ္တဝါတွေထပ်တူထပ်မြရကြစေလို့မေတ္တာစိတ်ထားရည်စဲချအမြပေးဝေကြမယ်အလုံးဆိုကြဣဒံမေပုညံဣဒံမေပုညံနိဗ္ဗာနတ္တနိဗ္ဗာနတ္တပစ္စယောပစ္စယောဟောတုဟောတုဗန္တိအရှင်မြတ်ဗျာမေအမကံဘုရားတပည့်တော်တို့ဤဣဒံပုညံလေးညတိုင်တိုင်ကျင့်ပတ်အပ်သောဓမ္မသဘင်၌ညစဉ်ညတိုင်းတရားတော်ရည်မှန်းလူထမ်းရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်ပြုလုပ်ရသောဝေယဝိစ္စကုသိုလ်နာကြပွားများရသောဘာဝနာကုသိုလ်အစုစုသည်နိဗ္ဗာနတ္တမိစ္ဆတတံငြိမ်းရာမှန်သောနိဗ္ဗာန်ဤပစ္စယောရကြောင်းရောက်ကြောင်းကောင်းမြတ်သောထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းနေအောင်တန်းလန်းရပ်ပြီးနည်းနည်းပြောလိုက်အောင်မနော်မှန်ပါဗျာလာမဲ့နှစ်ရင်ကျေးလိမ္မာသင်တန်းသင်ရိုးညွှန်းတန်းပြောင်းရင်ပြောင်းမယ်မိဘတိုင်းကကလေးတွေကိုရင်ကျေးလိမ္မာသင်တန်းနည်းနည်းအားစိုက်ပြီးတော့ပို့ပေးဖို့ဘုန်းကြီးကတတိပေးတာနော်မှန်ပါဗျာကိုကလေးတွေရင်ထဲမှာဘာသာအသိခေါင်းထဲမှာငယ်ငယ်လေးတွေကရှိသွားအောင်မိဘတွေအားစိုက်ပြီးတော့ဘုန်းကြီးတို့ဟိုးကနေပြီးတော့လာသင်ခိုင်းတယ်လာသင်ပေးတယ်ဆိုရင်ဒီကကိုတိုက်ဘဝဆင်းရင်ဓမ္မယုံနဲ့ရောက်တာဆိုတော့စနေတင်းငွေမှာတရက်ကိုဘယ်လောက်လဲ2နာရီပဲအဲ့ဒါကိုလောကီပညာအားထားလွန်အားကြီးတဲ့အတွက်ဒါလေးကိုလွတ်သွားမယ်ဆိုကိုယ်ကလေးတွေမှာသိသိတိုက်တဲ့ဘာသာရေးအတိလွတ်သွားမှာဆိုလို့နော်မှန်ပါဗျာသင်ယုံညွန်းတန်းပြောင်းပြစ်ဖို့များပါတယ်ပြောင်းလိုက်တယ်ဆိုလဲအရင်တက်ပြီးသားအဟောင်းလဲသင်ယုံညွန်းတန်းပြောင်းလိုက်တယ်ဆိုအသစ်ပဲပြန်ဖြစ်သွားတယ်အဲ့တော့အဲ့ဒါလေးအားစိုက်ပြီးတော့ဒါပါဘုန်းကြီးတို့ဘက်ကလှုပ်တင်လှုပ်ထိုက်တာလဲပြည့်စုံအောင်လုပ်ပေးမယ်ဒကာဒကမတွေဘက်ကလည်းကိုသားသမီးတွေကိုသင်တန်းရအောင်အားစိုက်ပြီးတော့ပို့ပေးပါလို့နော်ကဲဆိုလိုက်ဣဒံပုညဘာကံဤကောင်းမှုအဖို့ဘာကကိုသဗ္ဗတတ္တနာ30ဘုံရှင်လေကုန်သောလုံးစုံများစွာတတ္တဝါတို့အားဘာစေမအမြပေးဝေငှပါကုန်၏တေတတ္တိုင်လုံးစုံများစွာထိုတတ္တဝါတို့သည်အမေဟိကျွန်ုပ်တို့နှင့်သဟအတူတကွာပုံညဘာကံကုသိုလ်ကောင်းမှုအဖို့ဘာကကိုအနုမောဒန္တုဝမ်းမြောက်နုမောသာဓုခေါ်နိုင်ကြပါစေကုန်တည်းခေါ်နိုင်ကြပါစေကုန်တည်းကုသိုလ်အမြယူတော်မူကြပါကုန်လော
သာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှဖျားဘေးရန်ကွာ၍ကောင်းကျိုးချမ်းသာလိုရာဆန္ဒတလုံးတဝတိပြည့်စုံနိုင်ကြပါစေ။ပြည့်ပါစေဗျာ။တတိယအကြိမ်မြောက်သဒုဋ္ဌနိညဓမ္မသဘင်အောင်ပွဲသည်ပြည့်မြောက်အောင်မြင်ပြီဖြစ်ပါသောကြောင့်ဓမ္မသဘင်အခမ်းအနားအားသာသနာဆုတောင်းဖြစ်သောဗုဒ္ဓသာသနာစိဏာလိတု၃ကြိမ်ဆုတောင်း၍ဓမ္မသဘင်အခမ်းအနားအားအောင်မြင်စွာရုပ်သိမ်းပေးပါရန်လေးစားစွာပန်ကြားလျှောက်ထားပါတယ်ဗျာဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုသာဓုသာဓုသာဓုဓမ္မမစ္စည်းသူတော်တင်ပေါင်းတို့ခင်ဗျာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်နဲ့ပြည့်စုံတော်မူပါသောအမျိုးဘာသာသာသနာပေါင်းမှာစေတနာအနစ်နာဝါဒနာများဖြင့်ညွန်ပြတော်မူတဲ့ဆရာတော်ရှင်သမြတ်အားမြတ်တာရှိထား၍အာလုံးသောဓမ္မမစ္စည်းသူတော်တင်ပေါင်းတို့မှာမြတ်တာပွားတော်မူကြပါရန်လေးစားစွာဖြင့်ပန်ကြားပါတယ်ခင်ဗျာဆရာအမြလူအလူရက